တ
通呀，大通有信众呀，你那通呀，大通状呀呀，我看这样的，别破破呀，我一个人的，大概老人就不上来呀，我可以的不？မတိကတိုင်းနဲ့အားရတာကျွန်တော်လေရှင်းနာကြီးကတက်တော့မယ်ဆိုပြီးတော့ဆိုတော့ဘုံဘုံပြောတာဟိုဆရာပြောတာတော်တော်ကောင်းပါလေဟိုကတခုပဲရှိစောင့်နေရတာတခုပဲဟိုတော်တအားကောင်းတာပါဟိုတကယ်ပဲဟိုခါရီတော့ကိုကကာတွန်းဆက်တော့ကာတွန်းတွေ့ရပါတော့ဟိုအောင်သွဲတော်ကမိမခိုးပြီပဲဆိုပြီး तू ကဂျားရဲကနေဆိုင်ကယ်နဲ့ခေါ်လာကိုကလေကိုကောင်မလေးခေါ်လာမယ်ထင်ပြီးတော့စမရောက်လာဟုတ်မယ်ခိုးပြီသွားအခုတော့အဲ့လိုတော့မဟုတ်ပါဘူးကိုကကိုတွေးနေပြောတော့ပါနော်ဟိုအောင်တယ်တော့ခိုးပြေးသွားတဏှာကြီးပါပဲတိတ်မကြပါမဆိုးပါဘူးအမှန်တန်မိုးရှိပါတယ်ကျွန်တော်တို့ဒီနေ့ကကျွန်တော်လည်းတယောက်တည်းဟောရမယ်ဆိုပြီးထင်နေတာအခုတယောက်တည်းပေါ့ကျွန်တော်လည်းဓာတ်ပုံလေးမှာငါနောက်ကတော့ပူတာရှိသေးတယ်ပေါ့ပြီးတော့ပူတာမအားလို့ဆိုကျွန်တော်နောက်ဆုံးရောက်သွားမနစ်ကမဟုတ်ပြကျွန်တော်ဒီနေ့ထဲပဲဟောခဲ့တာမော်လမြိုင်မှာကျွန်တော်အရင်နှစ်ကလို့ခင်ဗျားတို့ပြောတာကျွန်တော်မနစ်ကမဟုတ်ဘူးကျွန်တော်2011ဇန်နဝါရီ1ရက်နေ့မှာဟောရတာမော်လမြိုင်မှာအားကြောင့်ကျွန်တော်ဒီနေ့ထဲကိုမော်လမြိုင်မှာနှစ်ပွဲကျွန်တော်အရင်နှစ်လို့ပြောတဲ့အရင်နေ့ပွဲမှာကျွန်တော်နောက်ဆုံးနေ့ပဲဒီဇင်ဘာ31ရက်နေ့မှာမဟုတ်ဘူးကျွန်တော်ဇန်နဝါရီ1ရက်နေ့မှာဟောရတာအဲ့တော့ဒီနေ့ထဲကိုမော်လမြိုင်နှစ်ပွဲပေါ့ဗျာကျွန်တော်လည်းမော်လမြိုင်ပွဲကဘုံဘုံပြောသလိုပဲကျွန်တော်စာပေပြောနဲ့ပတ်သက်ရင်နှစ်ခုရှိရတာတစ်ခုကဟိုကျွန်တော်တို့ကဒုတိယဟောပြောပဲဆရာနေဝင်းမြင့်ရဲ့ကိုချီဦးညိုရဲ့ဆရာမကျူးရဲ့စင်ကာပူဟောပြောပွဲကအခွေဦးတိချာရိုက်လိုက်တယ်အဲ့ဒီအခွေကကျွန်တော်နာမည်မေ့သွားပြီအဲ့ဒါမြန်မာပြည်ကစင်ကာပူရောက်နေတဲ့ဒါရိုက်တာတယောက်ပဲသူကတိချာ editing လုပ်တော့အဲ့ဒီအခွေက quality တိတ်ကောင်းတာကျွန်တော်တို့မြန်မာပြည်မှာ DVD နဲ့တိချာကင်မရာကောင်းနဲ့မရိုက်တော့အဲ့ဒီအချိန်မှာစင်ကာပူတို့ကနေပွဲဗျညာပွဲပုံနေပွဲဆို lighting တွေပါတိတ်ကောင်းတော့စင်ကာပူပွဲကလူတွေကြည်နေရတာကြည်ပြီးတော့တော်တော်ရှင်းတော့စင်ကာပူစာပေဟောပြောပွဲမှာကောက်သွားတယ်တခါမော်လမြိုင်ဟောပြောပွဲကျတော့မြန်မာပြည်မှာဟိုမိုက်ကန်ပေါ့ဆိုပါတော့ဗျာ9ရက်ကြီးလုံးတယ်ပေါ့9ရက်ကြီးလုံးတဲ့ဟောပြောပွဲစလိုက်တာမော်လမြိုင်အဲ့ဒါကြီးလုံးတာလေချိန်တဲ့ဗျာကျွန်တော်ကိုယ်တိုင်ကိုယူလို့လုံးတာလို့ထင်တာဒါမဲ့ဗျာကိုယ်တော်ယူသွားတယ်ပရိသတ်ကြည့်ပြီးတော့ဟာနောက်ဆုံးနေ့ကြည့်ကျွန်တော်ဒီနေ့ဆိုလဲကျွန်တော်တယောက်တည်းထင်တော့လားအခုအချိန်ဒီပရိသတ်အဖြစ်ဖြစ်တဲ့ကျေးဇူးတင်ပါတယ်နောက်စောတော့ဟောသွားတဲ့ဆရာဗုဒ္ဓအစာဟောသွားပါတယ်ဆိုတဲ့ဒေါက်တာနေဝင်းမောင်တကယ်ကိုကျွန်တော်တို့ကလည်းဟောပြောပွဲနောက်ကျမယ်ထင်ပြီးတော့လာတာနောက်ကျတော့ဖျားပဲပြရိုက်တယ်ကျွန်တော်လည်းမော်လမြိုင်ဟောပြောပွဲတွေကနာမည်ရသွားသီလားကလေးတွေကကြည့်တယ်ရုပ်ကလေးတွေရန်ကုန်မှာတွေ့ရင်ရုပ်ကလေးတွေကမော်လမြိုင်ဟောပြောပွဲအခွေကြည့်ထားတယ်မော်လမြိုင်ဟောပြောပွဲမနစ်ကမဟုတ်ပါဘူးအမှန်တော့ကျွန်တော်ကတော့ဇန်နဝါရီ1ရက်ပေါ့ကျွန်တော်အဲ့တုန်းက
ကျွန်တော်ကိုရေးရတယ်အေးဒီနေ့ဒီတစ်ခါကျကိုရေးရတယ်မဖတ်တာမပါပါလားပါဘူးနော်ခါတိုင်းပါလားပါတယ်ဒီမှာလေဟောတဲ့လူကဘလို့ပါညာဘယ်ကမွေးတယ်ပါဖြစ်တယ်ညာဖြစ်တယ်ပါတယ်အခုမပါလိုက်ဘူးလားလို့ထားပါတော့ဗျာမပါလဲသိပြီးသားပဲကျွန်တော်ပေါ်ချကြမှာနော်မနစ်ကဒီမှာဟောမဲ့ကျွန်တော်ကိုကြီးရတယ်ဖတ်နေမှာကျွန်တော်ဟိုဘက်အိမ်ရှိရပြရတယ်မှာအိမ်သားလည်းဝင်ပြီးပန်းရလို့ရှိတယ်ကျွန်တော်လည်းအဲ့ရကျွန်တော်လည်းပုံမနေပြောတော့ကျွန်တော်နာမည်တွင်းနေပါလေဤပန်းနဲ့ဆရာကြီးတဲ့ဤပန်းနဲ့ဆရာကြီးဖြစ်နော်အဲ့တော့ဆရာနေဝင်းမောင်ဟောသွားတော့အဖျားနောက်ဆုံးအဖျားလေးပဲပြေးတယ်ကိုနေမောင်အမှန်တန်ကိုသူဟောတာတော့သူလည်းကျွန်တော်အခုတဲတဲ့ဟိုတယ်မှာတွေ့တော့ကျွန်တော်ဟောပြောဝဲမလိုက်ဘူးတဲ့ကျွန်တော်နဲ့ခင်တာချပါပြီသူဒီကမိတ်ဆွေများအခုကြီးတောင်းလို့သူလာပါတဲ့ကျွန်တော်အဖျားလေးကြီးတော့သဘောကျတယ်တအားကျတယ်ဟောဆိုဦးနေမောင်ဟူးတဲ့ကျွန်တော်နဲ့ခင်တာလွန်ခဲ့တဲ့10နှစ်ကျော်တဲ့အဲဒေါက်တာနေဝင်းမောင်ပေါ့ဆံဝင်ဘွားကျွန်တော်သူကိုယ်တိုင်ပြောပြပါပါဆံဝင်ဘွားနောက်ဆုံးနေ့ဆေးကြောင်းသားနောက်ဆုံးနေ့ပေါ့ဗျာဟောက်စာခြင်းပြီးနောက်ဆုံးနေ့မှာဂျူတီကုတ်ကိုတဲ့သူ့ဂျူတီကုတ်ဖြူလေးပေါ့နော်ဖြူလေးကိုအဲ့ဒီဟောက်စာခြင်းရဲ့နောက်ဆုံးနေ့မှာအပေါ်ဆုံးကလှုပ်ပလိုက်တာတဲ့ကျွန်တော်တဲ့လှုပ်ပလိုက်ပြီးတော့အဲ့ဒီအောက်ကတကားဆောင်တဲ့ကလာလေးရတော့ကောက်ပြီးလာပြီးတော့မီးယူလိုက်တော့ကွာတဲ့ငါပညာအဲ့လိုတင်တဲ့ကိစ္စငါတော်ပြီတဲ့ဒါမဲ့သူကဆရာဝန်ကိစ္စကိုဖြစ်လိုက်တော့နောက်ပိုင်းသူဒီပညာကိုတန်ဖိုးထားပြီးတော့ဆက်ပြီးတော့သူ Egress ဆိုပါတော့အောင်မြင်အောင်လုပ်ပြီးနေတဲ့ဆရာပါနော်အခုကျွန်တော်ကတော့ကျွန်တော်ဘယ်ရစာဟောအောင်လဲအခုဥကြောင်တော့ဖြစ်သွားတယ်ကြားထဲမှာများသွားတော့စောတော့မှတ်ထားတာဗျာနော်ကျွန်တော်ကစာပေဟောပြောဝဲဒီဖုံတို့ကတော့ဆက်လုပ်အောင်ပါပါကျွန်တော်ကတော့မော်လမြိုင်ဟောပြောဝဲရစပြီးတော့မြန်မာပြည်တစ်ခုလုံးကချိန်ချိန်တည်းကျင်းပလိုက်တာအခွေရစင်ကာပူကစပါလေစင်ကာပူအခွေရနံပါတ်1စတာတော့စောပိုင်းနေရပေါ့ဗျာဒါပေမဲ့အပေါက်ဆုံးကစင်ကာပူခွေပါစင်ကာပူကစပြီးတော့စင်ကာပူမှာဘာပဲဖြစ်အဲ့ဒီကျွန်တော်တို့ရဲ့စေနာကျန်တဲ့လူရဲ့စေနာအကုန်လုံးသိပြီးတော့ဟောပြောပွဲတွေကိုပို့ပြီးတော့လူတွေစိတ်ဝင်စားလာတယ်နောက်ဟောပြောပွဲတကယ်ရက်ဆက်ပြီးဒီချိုင်ကျင်းပတာမော်လမြိုင်စပါမော်လမြိုင်စပြီးတော့အခုစာပေဟောပြောပွဲဆိုအရင်တော့တရက်ပဲကျင်းပပါတယ်အခုမော်လမြိုင်စပြီးတော့9ရက်တောင်ကလိုက်လုပ်တယ်3ရက်လုပ်တယ်2ရက်လုပ်တယ်1ရက်လုပ်တဲ့စာပေဟောပြောပွဲတောင်တော်တော်ရှားသွားပြီနော်အခုမော်လမြိုင်ကအဲ့လိုစလိုက်တော့ကျွန်တော်ကတော့မော်လမြိုင်စာပေဟောပြောပွဲစတဲ့အတွက်ကျေးဇူးလည်းတင်တယ်ဘုံဘုံတို့ကနောက်ထပ်လည်းဆက်လုပ်မယ်ပြောတယ်ဥကြော်တို့လည်းဆက်လုပ်မယ်ပြောတယ်ကျွန်တော်ကတော့မော်လမြိုင်ကစတဲ့ဘယ်မှာကျွန်တော်ကြီးညာပါရစီအော်ပီကျဲတော့နောက်နှစ်ဒီနှစ်ကြံပြီးပါဗျာဒီ2017ကြံပြီးနောက်တစ်နှစ်တော့ဟောပြောပွဲမလိုက်ပြရစီနဲ့တစ်နှစ်တည်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကစာပေဟောပြောပွဲဒီလည်းအရေးကြီးပါလေကျွန်တော်တို့ရဲ့ပင်မကာတွန်းလုပ်တွေဒီလည်းအရေးကြီးပါလေကျွန်တော်တို့ကိုယ်အလုပ်ကျွန်တော်ရဲ့ပင်မအလုပ်ကိုကျွန်တော်ဆက်ပြီးတော့တစ်နှစ်တည်တာဝန်ကြည့်အောင်လုပ်ပြရစီဦးကျွန်တော်ဘယ်ချိန်သိမှမသိလို့ပါကျွန်တော်အခုစာပေဟောပြောရေးလိုက်တာအိမ်ရမိမနဲ့တော့မတွေ့တာကြားလာပြီအဲဒါကြောင့်အဲ့ဒီလိုခေါင်းစဉ်နဲ့ပြောလို့မရတော့ကိုယ့်ရဲ့ပင်မအလုပ်ကိုပြောရတာပါနော်အဲ့တော့ပင်မအလုပ်ကလေးပြန်မရသေးနော်နောက်နှစ်တည်တော့နောက်နှစ်တော့ဓမ္မပြည်တပြည်လုံးဒီဟောပြောပွဲအခွေထွက်မှာဆိုအဲ့အခွေကနေကြီးညာလိုက်ပါလေ
နောက်နေ့တစ်နေ့တော့မိသီးမြို့မိသီးရွာမှကျွန်တော်တို့ခွင့်လွှတ်ပေးပါပင်မအလုပ်ကြီးရှိလို့ပါမိမမဟုတ်ပါဘူးကာတွန်းမှာဟမ်နောက်အခုဘုံဘုံပြောတာမှန်ပါတယ်အခုမော်လမြိုင်အခုကတ်တွန်းဆရာကြီးအများကြီးဖြစ်တဲ့ကာလပါကျွန်တော်နောက်ဆုံးဆိုတော့မော်လမြိုင်ကတ်တွန်းဆရာများကိုဂုဏ်ပြုပါတယ်တကယ်လည်းဂုဏ်ပြုပါတယ်ကျွန်တော်ဒါမဲ့တခုတော့ပြောပြရစီကာတွန်းပဲဖြစ်ဖြစ်ကြပြာပဲဖြစ်စာပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်ဖုံးကြီးပဲဖြစ်ဖြစ်ခစ်တီနေရတယ် move လုပ်ပါတယ်အဲ့ဒါသဘာဝတရားပါဟိုးတစ်ချိန်တော့မန္တလေးကတွန်းချက်တွေကအဲ့ဒါတစ်ခစ်ပါကျွန်တော်မပါပါဘူးကျွန်တော်အမြဲတမ်းအချောင်းပဲနောက်ကြတော့ပြေးအဲ့လူတွေလည်းကျွန်တော်အားခင်တယ်အခုမော်လမြိုင်တစ်ခစ်ပါမော်လမြိုင်ကျွန်တော်ဒီပွဲပြီးကိုမော်လမြိုင်ကတွန်းချက်များနဲ့ကတွန်းနေအကြောင်းစကားဝိုင်းလေးဖွဲ့ကြမှာပါမော်လမြိုင်ကတွန်းချက်တွေဟာအခုခေတ်တစ်ခေတ်ပါဘယ်လောက်ထိပြောလဲဆိုအခုပင်ဝယုံစာပြရဆိုမော်လမြိုင်ကတွန်းများဆိုပြီးတော့နော်စာအုပ်တို့ထုတ်ဖို့ကြိုးစားနေပါတယ်နော်အဲ့ဒါတအားကောင်းပါတယ်မော်လမြိုင်ကအခုခေတ်ရဲ့ပုံရိပ်ကိုအထက်နိုင်ဆုံးကတွန်းတွေအများကြီးထွက်ပါတယ်နော်အဲ့တော့ကျွန်တော်မှတ်ထားရတော့နည်းနည်းများတယ်ဗျဟိုသောသဝဆရာကြီးပြောတာများသွားတော့ဒါပေမဲ့ကျွန်တော်တို့ကဘာကြောင့်ကျွန်တော်နောက်နှစ်တီကိုစာပေဟောပြောပဲတစ်နှစ်နားပြရစီလို့ခွင့်တောင်းတာကျွန်တော်အခုမော်လမြိုင်စာပေပေးတာနားလဲနိုင်တဲ့လူလည်းရှိမယ်နားမလဲနိုင်တဲ့ရှိမယ်ကျွန်တော်တို့ကစာပေဟောပြောပဲဆိုတာလောကအတွက်ပညာတရားဇာတဒါမှမဟုတ်ဘာတစ်ခုခုပေါ့ဗျာစေရနာတစ်ခုအတွက်လုပ်တဲ့ဟောပြောပွဲတွေပါအဲ့ဒီဟောပြောပွဲတွေလုပ်ရတဲ့အခါမှာကျွန်တော်တို့မြန်မာပြည်မှာနာမည်ရတဲ့စာရေးဆရာဟောပြောပွဲအတွက်အစဉ်ပြေစာရေးဆရာ15ယောက်လောက်ပဲရှိပါတယ်ဒီလူတွေပဲပြန်ခေါ်တဲ့အခါမှာကျွန်တော်တို့ရဲ့ပင်မအလုပ်မလုပ်ရတော့ပါမလုပ်ရရင်လည်းကျွန်တော်ကတစ်ခါလေးပြောတယ်ဟိုတမိုင်းပညာရှင်တယောက်အကြောင်းပြောပြတယ်ကျွန်တော်ဒေါက်တာသန်းထွန်းတို့ပါလို့လည်းကျွန်တော်တွေ့ဘူးပါတယ်တမိုင်းပညာရှင်ကတမိုင်းကိုလေ့လာတဲ့ခါမှာသောသောဒေါက်တာနေဝင်းမောင်ပြောတဲ့ထင်မှလည်းပါတယ်မြည်သည့်ပညာရမစို့မြန်မာပြည်အကြောင်းတောင်မြန်မာပြည်မှာသိမရှိဘူးအင်္ဂလိပ်လိုပဲများတယ်အဲ့တော့တမိုင်းပညာရှင်မြည်သည့်ဘာသာရပ်ကိုလေ့လာတမိုင်းပညာရှင်အပေါင်းမြည်သည့်ဘာသာရပ်ကိုလေ့လာအင်္ဂလိပ်စာတတ်ဖို့လိုတယ်အဲ့ကြောင့်တမိုင်းကိုလေ့လာအင်္ဂလိပ်လိုလေ့လာတယ်နောက်ပြီးတော့မြန်မာပြည်ရဲ့တမိုင်းတော်တော်များများဖျားတမိုင်းဘယင်းတမိုင်းတွေများတယ်ဘယင်းတမိုင်းတောင်သိမရှိပါဘူးဖျားမှာဘယင်းကကကြီးကြောက်စာထိုးတော့အဲ့ဒီကြောက်စာကိုကြည့်ပြီးတော့မှဒီဖျားကြီးကဒူးတယ်ဘယ်လောက်ကြီးတယ်ပြည်သူလူထုဘလောက်ကနေဒီဖျားကိုဝိုင်းတင်ကြရတယ်ဘယင်းကတော့အုတ်ခဲတစ်ခဲမှဖုတ်တာမဟုတ်ဘူးလေဘယင်းကကကြီးပဲထိုးတာလေကကြီးထိုးတော့သူများကထိုးပြသူကလက်ပိုက်ကြီးအဲ့ဒီတော့ဒီဒူးတယ်ကြီးဘလောက်အတွက်အုတ်ဘလောက်ခေါ်ရတယ်ဘလောက်ကြီးတူရတယ်ဘလောက်ဧရိယာရှိတယ်အဲ့ဒီလောက်ဒူးတယ်ကြီးတဲ့ဖျားတဲ့ပြည်သူလူထုအင်အားဘလောက်တူလဲဒီလူတွေစားဖို့ရိတ်ခါဘလောက်တူလဲအဲ့ဒီအချိန်မှာရှိရဲ့ရင်ကျင်းမှုလဲအကုန်လေးလာတော့ပေါ့လေးလာတော့အဲ့ဒီလိုတမိုင်းမြန်ရှင်တယောက်ကရိုးရိုးတိုးတစ်ကိုင်းလို့အလွတ်ကျပြီးတေးစစ်တဲ့ချွေတကူမကိုးတာဘာညာပြိကွာဆိုပြီးတော့အဲ့လိုအလွတ်ရွတ်တယ်လို့မရွတ်တာမဟုတ်ဘူး तू ကမေးတာကိုဖြေနိုင်တယ်လေအဲ့တော့မိတ်ဆွေကအကူကြီးတောင်းတယ်ခမည်းကဖျားသမိုင်းနေလေတည်တယ်ဖျားသမိုင်းမသိလို့မရဘူးလေမြမသမိုင်းသိရင်ဖျားသမိုင်းသိမှာအဲ့တော့ဖျားသမိုင်းလည်းသိတယ်အင်္ဂလိပ်လိုလည်းလေသိတယ်အင်္ဂလိပ်လိုကမသိလို့မရဘူးလေဖျားမြမပြည်သမိုင်းသိရင်အင်္ဂလိပ်လိုတတ်မှာမြမပြည်သမိုင်းသိမှာအဲ့တော့ကျွန်တော်မိတ်ဆွေများနိုင်ငံညာလာတယ်သူတို့ကတော့တာမန်လို့မဟုတ်ဘူးတော်တော်သိကျင်တယ်အဲ့တော့လိုက်ပြီးကူညီပါဟာရပါတယ်ကူညီလိုက်တာကူညီလိုက်တော့ပကံရောက်တယ်ဒီ
ယဉ်ကျေးမှုလက်ရာအိန္ဒိယဘက်ကဆင်းသက်လာလားဟိုယဉ်ကျေးမှုလက်ရာတရုတ်ဘက်ကဆင်းသက်လာဒီအချိန်မှဆိုရင်တရုတ်ကဘယ်လောက်ထိရောက်နေပြီ तू ကရှင်းပြလိုက်တော့တအားကောင်းတာလို့အဲ့လိုရှင်းပြတော့ပြီးသွားတော့3ရက်ပြီးတော့တိတ်ကျေးဇူးတင်ပါတယ်ဆရာကြီးခင်ဗျာကျွန်တော်တို့ဒီဟာလေးဘယ်လို့မှမအောင်မှန်နဲ့ဒေါ်လာ1000လေးယူပါတမိုင်းလေးလာနေတော့ဘယ်သူမှပတ်စံမပြားမှမပေးဘူးအဲ့ဒါဘာလဲဆိုတော့ကိုယ့်အကူနေနေကိုယ့်အကူလည်းပတ်စံမရလိုက်နေပါစေနေနေခဏခဏအကူကြီးတောင်းတော့ဒေါ်လာ1000ဒေါ်လာ1000နဲ့နောက်ပိုင်းကျတမိုင်းပညာရှင်ကတမိုင်းပညာရှင်မဖြစ်တော့တိုးရစ်ကဖြစ်သွားကျွန်တော်လည်းအခုအဲ့လိုဖြစ်လာမဟုတ်တော့ကျွန်တော်စာပေဟောပြောပွဲတွေကိုပြောငါတို့ဝင်ပြီးကူပြောပေးမှဆိုပြီးပြောရင်းနဲ့ကိုယ့်ရဲ့ပင်မအလုပ်ကပျောက်သွားတယ်ကျွန်တော်ပင်မအလုပ်ကျွန်တော်ကာတွန်းဆရာမတော်စားဖြစ်လာတာမဟုတ်ပါဘူးကျွန်တော်တမင်ရွယ်ပြီးလုပ်တာပါအားကြောင့်အေးဟုတ်တယ်ဗျာကျွန်တော်မေးသေးတယ်ဆရာဘာကောင်းစဉ်ပြောမှလဲလာမေးသေးတယ်တီးလားပြီးတော့လည်းပြောလည်းမပြောကျွန်တော်ဒီနေ့ပြောမှပြောင်းလဲခြင်းမှာနော်ကျွန်တော်ပညာတရားဇာတကောင်းတယ်နော်လှရယ်နော်ပညာတရားဇာတရှိလားမရှိဘူးမရှိလို့ကြံတဲ့ဟာတွေရောင်းစားတာကြံတဲ့တရားဇာတတွေရောင်းစားနေရတာပညာတရားဇာတမရှိပြန်တစ်စက်မှတော့မရှိတာအဲ့ဒီမရှိလို့ကိုကြံတဲ့တရားဇာတရောင်းရတာခင်ဗျားတို့မနစ်ကလည်းကျွန်တော်ပြောပါတယ်စင်ကာပူမှာဘာတရားဇာတရှိတော့ဘာမှမရှိဘူးပညာတရားဇာတတစ်ခုပဲရှိတယ်ကျွန်တော်တို့ကပညာတရားဇာတလို့ကျန်တာအားလုံးရှိတယ်သေရောပြောင်းမြန်ကုံရောကုံပါပြီအကုန်အဲ့ဒါတစ်ခုမရှိရတယ်ပဲကျန်တာအကုန်ကုန်တာပဲအဲ့ဒါတစ်ခုမရှိရနဲ့ကျန်တာအကုန်ကုန်တာနော်ကျွန်တော်သဘောကျတယ်ပညာတရားဇာတဟုတ်တယ်ပညာတရားဇာတမရှိတာနဲ့ပဲကျန်တာအကုန်ကုန်တော့တာအဲ့တော့ဒီနေ့တော့ပြောင်းလဲခြင်းပေါ့ဗျာအခုကတော့သမ္မာကြီးဥသိမ်းဆရာလည်းပြောတယ်နောက်ကြောင်းပြန်မလဲတော့ဘူးတဲ့ပြောတယ်တကယ်ပြောတော့အမှန်ခင်ဗျားတော့မကြီးနဲ့နင်းလာမှာပါတယ်ဓာတ်တွေမှပါတယ်နောက်ကြောင်းလည်းပြန်မပြောင်းပြီလွတ်တော်လည်းပြောလွတ်တော်ဥက္ကဋ္ဌတို့ကသူရရွှေမန်းတို့သူရဥရွှေမန်းတို့လည်းပြောပြီကျေးဇူးတင်လိုက်တာပြောင်းပြီကျွန်တော်လည်းကြိုက်တယ်ဗျာကျွန်တော်အားလို့နောက်ကြောင်းပြန်မလဲတော့ဘူးဆိုကြိုက်တာပေါ့ဗျာကျွန်တော်ဘဝပြန်ကျွန်တော်နောက်ကြောင်းပြန်လှည့်ရမယ်ဆိုရင်ကျွန်တော်ကနောက်ကြောင်းပြန်လှည့်တာကျွန်တော်အချစ်ရေးမှာတော့ကျွန်တော်နောက်ကြောင်းပြန်လှည့်ကြတယ်နိုင်ငံရေးမှာတော့နောက်ကြောင်းပြန်မလှည့်တယ်ဘူးနိုင်ငံရေးကနောက်ကြောင်းပြန်လှည့်လို့မကောင်းလေနောက်ကြောင်းမှမကောင်းပဲမကောင်းတော့ပဲပြန်လှည့်တယ်အချစ်ရေးကြကောင်းနေဗျကျွန်တော်မိမအဲ့တော့လှပဆူဆူပြေပြေလေးအခုလို90ကျော်ရွတ်တော်ကြီးမဟုတ်ဘူးအဲ့ဒါဆိုပြန်လှည့်ချင်တာပေါ့နော်အခုနောက်ကြောင်းပြန်မလဲတော့လို့ကျေးဇူးတင်လိုက်တာပြောင်းလဲမယ်ပြဿနာကျွန်တော်ကဘာစကားစီးနေကြပါသိလားရန်ကုန်မှာကျွန်တော်တို့ဒီလိုချင်းတော့များရန်ကုန်မှာဘာစကားစီးတော့မဆိုကားပေါ်မှာဗျာအပြည့်အသိတင်တာလူတွေနည်းနည်းပါးပါးရှိနေမထွက်ဘူးဗျမော်တော်ကားကြီးကသိလားစပယ်ကထွက်တော့ပဲအေးလာတက်ကြဘယ်လုံးကျွန်တော်ကတာမွေကြောင်မြောင်းနေအောင်အေးလာကြောင်မြောင်းတာမွေကိုတက်ကျွန်တော်ယုံမှုတက်ဘူးအမလေးဗျာကျွန်တော်ဒီလိုမျိုးညာတာများလာပြီဘယ်ရမယ်ကျွန်တော်တက်ဘူးကောင်းတော့မယ်လေးဆရာအခုဆရာဘာလုပ်တယ်တက်ကြောင်မြောင်းလားတာမွေလားကျွန်တော်မဟုတ်တယ်လို့ဟိုဘက်လှည့်ကိုကမှအဲ့ဒီပဲလိုက်ပါပဲဒါပေမဲ့ကိုကလိုက်ချင်တော့မို့ဗျာမထွက်ပဲနေမှာဆိုလို့မလိုက်တာဟုတ်တူလို့ကြတာဆရာတဲ့
သွားတော့မယ်နောက်ကလည်းလာတော့မှလေထွက်တော့တယ်ဟာကျွန်တော်လည်းဂီးမဆိုင်တော့သိလားကျွန်တော်လည်းဒါကြည့်ထွက်တော့ဆရာလေးထွက်တော့ဆိုဘိုင်းဘာနဲ့ပိုင်နေပြသိလားဒီဘိုင်းကိုဝူးဆိုနင်းပြောလေဘိန်းကိုလေလှိမ့်ထိတ်တယ်ဗျာဟာဘိန်းလိမ့်မှတော့ကျွန်တော်ဘယ်ရတော့ဗျာကျွန်တော်လည်းအိမ်ပြန်နေတာပေါ့ကိုသွားခြင်းတဲ့နေရာခီသွားခြင်းတာပေါ့ကျွန်တော်အသာလေးတက်လိုက်တယ်သိလားကျွန်တော်လည်းတက်ပြီးတော့လေကျွန်တော်တို့အဲ့လိုအင်းနေကောင်းနေ3-4ယောက်လေအပေါ်လဲရောက်သွားပြီးတော့သိလားဟူးဆိုပြီးတော့ဘိန်းရိုက်ရွှေ့ပြီးကြီးဆိုပြန်ရောက်ဟာကျွန်တော်ကကားပေါ်ရောက်သွားပြီဆရာဘဲလေကြောင်မြောင်200ခမကျွန်တော်ထုတ်ပေးလိုက်ပြီသူကားပေါ်ရောက်သွားပြီရောပတ်စံထုတ်ပြီးတော့ပြန်မစင်းရတော့ဘူးမတ်တက်ကြီးရက်ဒီတိုင်းကားပေါ်မှာလေချွေးတွေပြန်လို့ကားလည်းမထွက်ဘူးအဲ့လိုကျွန်တော်တို့ကလည်းခံနေကြများနေကားကြီးကသွားမယ်ဆိုပြီးဟူးဆိုပြီးတော့လီပါကြီးတင်ပြီးတော့လူဘေးရတကယ်နည်းနည်းလေးလိမ့်ပြတယ်သိလားလိမ့်ပြပြီးတော့မှကျွန်တော်လည်းတက်ပြီးတော့ဘေးကြီးကနောက်ပြန်လိမ့်ပြီးရက်သွားအရင်နေရာမှာပဲဟာဘုံတော်တော်လေးကြာကြတော့ကျွန်တော်တို့လိုအဲ့လိုစူးစမ်းလေ့လာကြည့်တဲ့မသေးကြရင်မလုပ်ဘူးတဲ့ကောင်3-4ယောက်လောက်အောက်မှာရက်လာတယ်ဟုတ်ကဲ့တယ်လီဖုန်းပေါ်ကျွန်တော်ကကားဝကြည့်ဒီကောင်တွေလက်ခံအောင်ပဲလို့ကြောက်ကြည့်တိတ်မကြပါဘူး15မိနစ်လောက်ကြာသူတို့ပါရောက်လာအဲ့တော့ကျွန်တော်တို့ကပြောင်းမယ်ဆိုအတန်ကြားတော့လေဘိန်းလဲရွေ့ပြတော့လေဝူးကနေလဲကြားလိုက်တော့လေတက်မိတာပေါ့ဗျာတက်မိပြီးတော့လေပက်စာအကောက်သွားပြီဗျာပြန်လဲမစင်းတော့ပါရမဒီ200လေးပါလားကျွန်တော်တို့များတိအတိယကာလီလဲကျွန်တော်တို့ကမတိကြဘူးဗျာပြောင်းမှမသိဘူးမပြောင်းသေးဘူးပဲထင်တာအဲ့နဲ့99ခုနှစ်ကဂျပန်ပြည်မှာကတွန်းတော့ပြဘူးတယ်ဘိုင်ယိုဂရာဖီကလည်းမဖတ်လိုက်လို့ကျွန်တော်ရဲ့ပုံကြီးအချင်းကျွန်တော်မနစ်ကတော့ဖတ်ပြီးသားပေါ့ဗျာ1999မှာဂျပန်ပြည်မှာအာရှကတွန်းပြပဲဆိုကျွန်တော်သွားပြ1999ဆိုဗျာအဲ့ဒီကတွန်းပြပဲအာရှကတွန်းပြ10ရောက်ဖိတ်တယ်မြန်မာပြည်ကကျွန်တော်အိန္ဒိယဘင်္ဂလားဒေ့ရှ်တရုတ်ကိုရီးယားမလေးရှားဖိလစ်ပင်းအင်ဒိုနီးရှားဂျပန်အဲ့လို10ရောက်ဖိတ်တယ်တယောက်စီခေါင်းစဉ်ကပါလဲဆိုအာရှစီးပွားရေးအကျပ်တဲ့ Asian Economic Crisis ဟာအဲ့ဒီဟာကိုရေးခိုင်းတာ99ခုနှစ်1999ကကျွန်တော်သွားပြဒါပေမဲ့အာရှစီးပွားရေးအကျပ်တဲ့1990ခုမှာဖြစ်လိုက်တာအာရှစီးပွားရေးအကျပ်တဲ့တကယ်ဖြစ်တာစီးပွားရေးကကပောက်ကမတွေဖြစ်ပြီးအာရှတခုလုံးကတော်တော်ကိုဒုက္ခရောက်တာ69ခုနှစ်ကထုတ်လို့ရေးလုပ်ငန်းတွေရလဲရက်ဝယ်တဲ့လူကမရှိရောင်းကုန်တယ်လည်းမရှိတချို့စက်ရုံတွေအများကြီးရက်ပြီးတော့အလုံးလက်မဲ့တွေအလုံးတွေဖြုတ်ပြီးအလုံးလက်မဲ့တွေတိုးလာကုန်တင်းလုံးကဖောင်းပွပြီးဝယ်မဲ့လူလည်းမရှိရောင်းမဲ့လည်းမရှိကိုယ်ယူကားတွေဖြစ်နေတာပေါ့ဗျာအားလုံးကလည်းစီးပွားရေးအကျပ်တွေကိုတော်တော်ဖြစ်တာကုန်စည်နှုန်းကလည်းမတည်ငြိမ်လူတော်တော်များများလည်းအလုံးလက်မဲ့ဖြစ်အဲ့ဒီစီးပွားရေးအကျပ်တွေဘယ်လောက်ထိဖြစ်လဲဆိုတကဘာလုံးကတော့ကျန်တဲ့ကဘာတော့ဒီအာရှစီးပွားရေးအကျပ်တွေသူတို့စီကူးဆက်လာမှဆိုလို့တတိုင်းနဲ့ကာထားလို့မရဘူးနော်ဝိုင်းကူညီရတာစီးပွားရေးပြည်လောင်ကူညီလိုက်တော့တော်ပါသေးရဲ့ဝိုင်းကူညီတာလည်းပါတယ်ကိုယ့်ဘာသာကိုယုံထလည်းပါတော့အဲ့ဒီ1999ခုနှစ်အာရှစီးပွားရေးအကျပ်တွေရ69ခုနှစ်မှာပဲပြီးသွားတယ်ကျွန်တော်တကယ်ပြောပါအာရှစီးပွားရေးအကျပ်တွေအကြီးအကျယ်ဖြစ်ခဲ့တာ1999ကကျွန်တော်ကအဲ့ဒီအကြောင်းအရာကိုနောက်2နှစ်အကြာ1999မှာကာတွန်းဆွဲရတာမယ်ကာတွန်းပြပွဲဂျပန်မှာပြကျွန်တော်သွားကန်ဒီမှာကျွန်တော်ကာတွန်းဆွဲဖို့အတွက်ကျွန်တော်မြန်မာပြည်ကိုစားပြုပြီးဆွဲရမယ်ကျွန်တော်မြန်မာလူမျိုးတွေကိုမေးရတာပေါ့ကျွန်တော်နတ်ပြည်6ထပ်ကနေဆင်းလာတယ်ဟောဆိုကျွန်တော်က6တော်မှနေတာဟုတ်
နေတော့ကျွန်တော်ဆင်းလာပြီးတော့ကျွန်တော်ကောင်းဝင်းကျင်ပြီးတယ်ကာတွန်းဆရာတွေရောပကြီးဆရာတွေရောစာရေးဆရာတွေရောစီးပွားရေးသမားတွေရောဟိုကုန်းတယ်တွေရောဟိုလက်လုတ်လက်စားတွေရောဈေးတွေရောစိုက်ကားသမားရောကျွန်တော်မီးရတယ်သိလား1999ကကိုနှစ်ကကျွန်တော်တကယ်အဖြစ်ပြပါကျွန်တော်ပူပြောတာမဟုတ်ပါဘူးကျွန်တော်နည်းနည်းပါးပါးလိုက်မေးရပါတယ်ကျွန်တော်ကာတွန်းတစ်ခုဆွဲမယ်ဆိုနည်းနည်းကြာပါတယ်ကျွန်တော်မေးပါလေ1998ခုနှစ်လွန်ခဲ့တဲ့2နှစ်ကအာရှစီးပွားရေးအကျပ်တွေဖြစ်လိုက်တယ်အဲ့တော့ကျွန်တော်စောသွားပြောလို့ကုန်းတယ်ရောကျောင်းဆရာရောစိုက်ကားသမားရောကစွန်းရဲတယ်ရောပဲလုပ်တယ်ရောအများကြီးပေါ့ဗျာအဲ့လိုလူဒန်းသားပေါင်းစုံမေးကြည့်အဲ့တော့ခမည်းတော်ဘလို့ခံစားရတယ်လေအာရှစီးပွားရေးအကျပ်တွေဖြစ်လိုက်တယ်ဆိုအများစုကကျွန်တော်ကိုပြန်ဖြေတယ်သိလားအော်ဟုတ်လားတနာပါတယ်နော်ဟာဘုဒ္ဓတနာပါတယ်နော်ကြတော့ကျွန်တော်နည်းနည်းဒုက္ခပါမတနာတဲ့လူကျွန်တော်တို့လည်းပါတယ်လို့တော့ကျွန်တော်တို့လည်းပါလို့အာရှစီးပွားရေးတဲ့ဆိုဒီအော်ဘီဂျက်တို့မြန်မာနိုင်ငံလည်းအာရှထဲမှာပါလေအဲ့တော့ကျွန်တော်ကအရှေ့တောင်ပဲနည်းနည်းကြားလို့တာအရှေ့တောင်အောင်ကြားခေါ်တာကျွန်တော်လည်းပါတယ်စင်ကာပူလည်းပါတယ်သူကထိုင်းလို့စင်ကာပူလို့ကျွန်တော်အာဆီယံနိုင်ငံတွေပါဒုက္ခရောက်တာကျွန်တော်အားပြောပြကျွန်တော်တို့နိုင်ငံလည်းပါတယ်ပြောတော့သူတို့ထပ်ပြောသေးတာအော်ဟုတ်လားဟာကျွန်တော်ဘာဆက်ပြောဘာဆက်ဆိုရမှလည်းမသိတော့အာရှစီးပွားရေးအကျက်တဲ့မြန်မာပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကဘလို့ခံစားရလဲမေးတာအော်ဟုတ်လားတနာပါတယ်တော့ကြီးတွေ့ရဒုက္ခပဲပေါ့ကျွန်တော်အဲ့နဲ့ဘာဆိုရမှလည်းမသိဘူးစိတ်တလင်ကြီးကစွန်းရတဲ့အတော်ကြီးတော့တယ်ဗျာသိလား तू ကလူကလား8တန်းတောင်မအောင်လားဆရာဘယ်တော့ဖြစ်တာမပြန်မေးတယ်သိလားလွန်ခဲ့တဲ့2နှစ်ကလေဩဆရာဘာဖြစ်တာစီးပွားရေးအကျက်တည်းဖြစ်တာလေဩဆရာကြီးပြုံးစီစီနေသိလားဆရာကျမတို့ဘယ်သိပါမလဲတဲ့ဟင်ဩပြောမယ်မလို့ပြီးတော့ကျမတို့ဘယ်သိပါမလဲပြီးတော့မှသူကတော့လွန်ခဲ့တဲ့2နှစ်ကဟောလာတယ်ဆရာတဲ့ဘယ်သိပါမလဲတဲ့ကျမတို့ကကြက်တာကြားလာတယ်ကြက်တာကြာတော့69ခုနှစ်မှာကြက်တာဘယ်သိတော့မှာခင်ဗျားတို့လည်းမသိလိုက်ဘူးမလားတော်တော်ကြီးကြီးဖြစ်တာကျွန်တော်သိတယ်ဘောလမဲလူလည်းမသိကျွန်တော်လည်းမသိလိုက်ဘူးကျွန်တော်လည်းကြက်နေကြပဲလေဩမချောင်းသားကြပြီဆိုတော့လေဒီလိုပဲပေါ့နော်အဲ့လိုဖြစ်တာအဲ့တော့အခုအားနဲ့ဘာရမလဲဗျာအဲ့ဒါလေးအဲ့အတိလေးနဲ့ဂျပန်ရောက်တော့ကာတွန်းဆွဲထည့်တော့3ပေ4ပေလောက်ရှိမှတော်တော်ကြီးရဗျာသိလားကျွန်တော်အာရှစီးပွားရေးအကျက်တဲ့အဲ့စီးပွားရေးကြက်တို့အဲ့ဒါမျိုးကျွန်တော်တို့ကစီးပွားရေးကြက်တို့ကုန်စည်နှုန်းတို့အဲ့လိုပေါ့ဗျာကြက်တွေတော်တော်များကျွန်တော်ကလှိုင်းလုံးနဲ့ကိုစားပြုရတယ်ကျွန်တော်ကဒါကကိုစားပြုလိုက်တာပေါ့လှိုင်းလုံးသင်္ကေတနဲ့ပြရတယ်အာရှစီးပွားရေးအကျက်တဲ့ဆိုကျွန်တော်ဒီကျန်နေတဲ့ကြည့်ပြီး Asian Economic Crisis ဆိုပြီးအင်္ဂလိပ်လိုရေးပြလှိုင်းလုံးကြက်ကြီးတွေအင်မတန်လှိုင်းထန်နေတဲ့ပုံစံနဲ့ကျွန်တော်စိုးရထည့်တယ်မော်လမြိုင်ကလူတွေလည်းကြီးကာတွန်းဆွဲနည်းလေးတော့သင်ပေးဦးမှာသိလားလှိုင်းဆွဲနည်းများခင်ဗျားတို့ကျွန်တော်သင်ပေးဦးမှာသိလားလှိုင်းနေပါလေအဲ့လိုမုံတိုင်းထိုင်တဲ့လှိုင်းနေပါဆွဲနည်းကျွန်တော်ဒီနေ့သင်ပေးလိုက်မယ်တေချာစာရွက်ပိုင်နဲ့မှတ်ထားအောင်တပြည့်စည်းထိတ်ကိုဆေးတုပ်ပြီးတော့ဒီလိုတာရဟနာထည့်လိုက်တော့အဲ့ဒါလှိုင်းမယ်ထိတ်ကနေဖွာဆွဲတော့ပြီးအဆက်တွေဆင်သွားရင်ပိုးတော်ကောင်းပြီအဲ့ဒီလှိုင်းကြီးထဲမှာဗျာထိုင်းတို့သူတို့ဝှစ်စုံလေးနဲ့ဖွေးကူးကူးနေတာမလေးရှားကောင်ဆိုဒီလိုဟိုအုတ်ထုပ်မဲလေးနဲ့သူ့ဝါလေးနဲ့ဖင်ဘူးတော့ထောင်ပြီးဖင်ရအပေါ်မှာအောက်မှာခေါင်းကစိုက်နေတာရက်နေတာဟိုဗီယက်နမ်ကောင်ကခမောက်ကလေးနဲ့ခမောက်ပြားလေးနဲ့နှာခေါင်းလန်လေးနဲ့သွားခေါ်လေးနဲ့အဲ့ဒီကောင်ဆိုရှားတောင်လောက်ထွက်ပြီးတော့အသေးလဲကူးနေတာအိန္ဒိယကလမစာရီတောင်ကျွတ်တော်မယ်ဟာချက်ကြီးတောင်ပေါ်လို့သူလည်းအပြက်စာရီရက်လည်းလွင့်လို့အလှိုင်းကြရဲမှာအဲ့ဒီအာရှနိုင်ငံအကုန်ကျွန်တော်တီးထိတ်တာသိလားလှိုင်းလုံးကြားမှာဖွေးကူးနေရဗျာမနှဲရှင်တောင်ချီးပွားရေးအကျက်တည်းမှာသူတို့ရှင်တောင်အပြတ်ကူးနေရတာ
တကယ်ကူရတာဟာအသေးလဲရှာထွက်တဲ့ကောင်တော့ဖင်မှုတော့တောင်တဲ့ကောင်တော့ဟာကိုရုပ်ကားတွေအကုန်ထဲထားတာလှိုင်းထဲမှာအကုန်ဒါပေမဲ့အော်ဘီဂျယ်လေးကမြန်မာချစ်ပါလေမြန်မာမပါဘူးအဲ့ထင်မှာအေးစိတ်ပဲအဲ့လိုကူးခတ်နေရတဲ့မှာမြန်မာမပါဘူးမြန်မာပါတော့ပါလာပေါ့ဗျာအေးစိတ်ပဲမြန်မာအဲ့ဒီကတ်တုန်းထဲမှာအဲ့ဒီလှိုင်းလုံးကြီးထဲမှာတော့ဟိုကောင်တွေကြံတဲ့ကောင်တွေအကုန်ကူးခတ်နေတာလှိုင်းလုံးနဲ့မြတ်အာရှစီးပွားရေးအကျက်တဲ့မြန်မာအေးစိတ်ပဲမောင်းကျက်တွေခေါင်းပေါင်းလေးနဲ့ဒီကအညွန်လေးကလူလို့လက်ကလေးလဲပိုက်တိုက်ပုံလေးနဲ့မောင်းကျက်ဟိုအောက်ကတောင်ရှိပစိုးလေးဟိုချိတ်လေးနဲ့ပုံစံမပြတ်ဘူးသီလားမတ်တက်ကလေးရတယ်မော့ကြည့်နေသီလားသူကပင်လေကျမ်းမြအောင်ပါအောက်မှာရောက်နေကြာပြီဒါလက်ကလေးပိုက်ပြအပေါ်ကူးနေကောင်ကြီးကြည့်ဘေးကပလုံစီလေးပါထွက်အောက်မှာရေထဲမှာအသက်ရှူတတ်ကျွန်တော်တို့ကအားလို့တနာပါတယ်နော်အော်ဟုတ်လားဆိုတော့အဲ့ဒီပလုံစီတွေပဲကိုတော့ဟုတ်ပေါ့မောင်းကျက်တွေကောင်းကောင်းလေးနဲ့တောင်းရှိပစိုးလေးနဲ့ဟန်ကြပန်ကြဒီလိုရေးပိုင်းမဖြစ်ဘူးဒါမဲ့ပင်လေရေအောင်ပါအော်လို့ကျွန်တော်တို့လေမသိဘူးဗျမသိတဲ့ကတော့ကန်းကုန်တယ်အခုလေပညာသင်္ယဇာတတယ်ခုတနည်းရတယ်မနှိညပါဗျာလှိုင်မှာဟောရတယ်ဆရာမကြီးနာမည်တော့မေ့သွားပြီအမှားစကားပြောလိုက်တာအောင်သွဲလို့ခိုးတယ်လို့ပဲပြောချသွားတာတလုံးတော်မှန်ပြီပညာရဲရင်ပွဲလေတိမိုက်တာကွာရှင်မာရတ္တတာရသူကရှင်မာရတ္တတာရစာရိတာရှင်မာရတ္တဇောကြီးမင်းသူပဲအကုန်ရောဗျာကျွန်တော်လည်းသူအမှားစကားထိုင်နားထောင်လိုက်တာနောက်တနားကြာတော့အေးရှင်မာရတ္တတာရပညာရဲရင်ပွဲလေတိပညာဆိုတာပညာအစစ်မှရဲရင်တာပညာအစစ်မဟုတ်မရဲရင်ဘူးကျွန်တော်တို့ပညာအစစ်မဟုတ်တာတွေသင်နေရတာကြားလာမရဲရင်လို့ပဲသူများနိုင်ငံသွားပြီးမျက်နှာလေးအောက်ကျုပ်ပြီးနေရတာကျွန်တော်တို့နိုင်ငံပညာမရဲရင်တော့ကြာပြီပွဲလေမတင်တာလည်းကြာပြီပွဲအောက်စိတ်အောက်ကနေပြီးလေးဘက်ထောက်ပြီးတိုးနေလားကြားလာပြီကျွန်တော်တို့နိုင်ငံရသွားအလုပ်လုပ်ကြတယ်တရားသွားရင်95ယောက်လောက်ကကျွန်တော်တို့မှာ 3D job ဆိုတဲ့ဒိန်ကြအန်ရရှိတယ်ဘေးဆော်တယ်အဲ့အစိတ်ကိုတွေဝင်မယ်မျိုးပွားအင်္ဂါပဲထိခိုက်မယ်လူကင်စားဖြစ်နိုင်တယ်အဲ့ဒါဆိုမြန်မာတွေအလုပ်ရတယ်difficult ခက်ဟိုနိုင်ဒီနိုင်ဟိုချုပ်ဒီချုပ်လက်တွေပါလည်းပြတ်နေတယ်အဲ့ difficult မြန်မာတွေရတယ်အခုဓာတိအိမ်နာဆေးရတို့ဘာဆေးရတို့ညာဆေးရတို့အကုန်မြန်မာရတယ်အဲ့ပညာမမဟုတ်တာ 3D job လို့ခေါ်တယ်ကျွန်တော်တို့ကလွန်ခဲ့တဲ့အနှစ်4560ကျွန်တော်ငယ်ငယ်တော့ပြီးလိုက်ပါသေးတယ်ကျွန်တော်တို့ကအရင်တော့သူများကိုခေါ်ပြီးတော့ဟေးအိမ်နာဆေးသားကျွန်တော်လူမျိုးထိကမှကြားလို့မပြောတော့ပါဘူးကျွန်တော်တို့လူမျိုးမဟုတ်ပါဘူးဟိုဖြူကြီးတွေနဲ့ကျွန်တော်တွေ့ဘူးပါတယ်ဒီလောက်တဖွားဖွားနဲ့ဇလားကြီးတွေဇလားကြီးတွေသူတို့တည်တာကျွန်တော်မျက်စိနဲ့မြင်ဘူးပါတယ်တကယ်ပါခရောင်းကြိုက်ကြီးတွေနဲ့အဖြူကြီးတွေနဲ့လူမျိုးကိုမပြောတော့ပါဘူးကျွန်တော်တို့အခုကျွန်တော်တို့ရဲ့ဘောဓိဖြစ်နေတဲ့လူတွေပေါ့နော်တကယ်ကိုရင်တော့ပေါက်စီရမယ်အဲ့ရလဲကျွန်တော်တို့အခုဘောဓိဖြစ်နေပြီအခုတော့အော်ဘီဂျယ်တို့တူရတော့ဟာအလုတ်ရပြီအမားတွေအလုတ်ရပြီဒီပတ်အလုတ်ကန်ရှာဖွေအေဂျင်စီနဲ့အစိုးရရဲ့လေဘာဘာညာနဲ့မိုက်တယ်အလုတ်တွေရရင်တတိကြီးကြောက်တယ်ပညာအစစ်ကိုကျွန်တော်တို့မတင်ရတာကြားလာပညာဆိုတာက
ပညာသင်ကြားစွာပုံပင်းမြကျွန်တော်တို့ပပုထုတယ်ဆိုရင်ကြောက်စိမ့်ပပုပဲဖြစ်ဖြစ်တစ်သားပပုပဲဖြစ်ဖြစ်ဘာပပုဖြစ်ဖြစ်အဲ့ဒီပညာသင်ကြားခြင်းဆိုတာပုံဖော်ခြင်းဖြစ်ရမှာမလိုတာတွေဖယ်ထုတ်လိုက်ပြီးတော့ပပုလေးဖြစ်လာတာကျွန်တော်တို့ကမဟုတ်တော့ပုံတွင်းခြင်းခေါ်တယ်ခင်ဗျားတို့ဘာခေါ်မလဲပလတ်စတာရုပ်တွေလေအန်ကုံတို့ဖျားရုပ်တုပဲဖြစ်ဖြစ်၊ဝါရင်မယ်တော်ပဲဖြစ်ဖြစ်တခြားဘာရုပ်ဖြစ်ငိုခေါ်တဲ့ပုံစံကွက်ထဲမှာအရေလောင်းတဲ့ဘွတ်ဆိုထဲလိုက်တရုပ်ထွက်လာဘွတ်ဆိုထဲလိုက်တရုပ်ထွက်လာဘွတ်ဆိုတော့တရားမျိုးတွေပေါ့ပုံစံတူအဲ့ဒါပုံတွင်းခြင်းလို့ခေါ်တယ်ပုံဖော်ခြင်းဆိုတာကြတော့အဲ့ဒီတစ်သားပဲပြီးကြောက်ပြီးသူ့ရဲ့တစ်သားအကျော်နဲ့ဗာနဲ့သူ့အကျော်ကိုကြည့်ပြီးတပုတ်တစ်ခုတည်းကမတူဘူးမလိုတာနဲ့အကျော်ကိုကြည့်ပြီးတော့ဖဲ့ထော်ရတာလူတယောက်နဲ့တယောက်ကလေးတယောက်နဲ့တယောက်လုံးဝမတူသူ့ရဲ့မိဘဉာဏ်ဉာဏ်သေးနောက်ပြီးသဘာဝတရားလူမျိုးဘာသာစကားကျွန်တော်တို့ရဲ့ဇာတိမတူတဲ့အခါမှာအခုကမေခွန်းပုံစံတစ်ခုတည်းပညာသင်ကြားပုံစံတစ်ခုကျွန်တော်တို့ကမလိုတာကိုဖယ်ထုတ်ပြီးကလေးကိုပုံဖော်ပေးရမယ်ပညာရေးကကျွန်တော်ကအခုကပုံသွင်းပညာရေးဖြစ်နေတာကြားလာပြီကျွန်တော်တောင်ပုံသူဖြစ်နေကြားလာပြီနော်ကျွန်တော်နဲ့အခုဒီဦးစီးကျင်းပတဲ့ဆရာတော်တို့ကိုကျော်တို့နဲ့ကျွန်တော်တပုံစံနဲ့ပဲဒီပုံစံပဲရုပ်ကလေးတာနည်းနည်းกว่าကျွန်တော်နည်းနည်းတော့ပူချောတာပေါ့ဗျာနော်မှန်မှန်တော့အဲ့လိုပညာရေးတွေဖြတ်တော့မတိတာကြာပြီပေါ့မတိတာဆော့သွားလို့အာရှားတဲ့ကူပါမှန်လည်းမတိစီးပွားရေးကြက်လို့ကြမှန်လည်းမတိလိုက်ဘူးတကယ်စီးပွားရေးအစ်စ်ကဟုတ်ပြီစီးပွားရေးအစ်စ်ကစီးပွားရေးအကြက်တည်းရတကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်အတော့ကိုညံလဲပြန်တယ်စောတော့ကိုနေဝင်းမြင့်ကိုနေဝင်းမောင်ပြောတဲ့ဟာတိတ်ကောင်းတာပဲငါဘောတွေခင်မဟုတ်တော့ဘူးဆိုအခုတော့ဟုတ်သေးတယ်ဗျာငါဘောတွေပဲယာသေးတယ်နော်သူကကိုကောင်အားကြတော့မဟုတ်ဘူးတကယ်လုပ်ပြီဆိုရင်ကြတော့မရဘူးအခက်အခဲမျိုးစုံကိုတကယ်ရင်ဆိုင်ရတာအောင်မြင်သွားပြီးကြော်သွားရင်လည်းတကယ်အောင်မြင်တယ်ကျွန်တော်တို့ကတော့ရေအောက်မှာအခုလဲခေါင်းပေါင်းတလူပဲစောတော့လဲခေါင်းပေါင်းတလူပဲအေးဆေးပဲဒါမဲ့ခေါင်းပေါင်းတာလူနေတာအောက်ဆီဂျင်မရတာကြာပြီအဲ့တော့ကျွန်တော်တို့ကမသိဘူးလေမသိတာတော့ဘယ်လိုလုပ်တတ်တယ်မှာလဲမသိတာကျွန်တော်တယ်လီဖုန်းတို့ပဲကျွန်တော်တယ်လီဖုန်းအိမ်မှာနေဆက်တွေ့ဧရိယာပြင်မှာရောက်အလကားနေရောက်ကိုယ့်အိမ်မှာကိုတယ်လီဖုန်းလေးရိုးရိုးတောင်မဟုတ်ပါဘူးဗရန်ဒါလေးတောင်ထွက်ထားလိုက်ပါလေလေဟွာပေါ့ရမလားလို့ကျွန်တော်စိတ်ရင်ဆက်တွေ့ဧရိယာပြင်မှာရောက်ကျွန်တော်နိုင်ငံညာလေးပါလိနည်းနည်းပါးပါးသွားပါတယ်သူများပတ်စံနေပေါ့နော်သူများဖိတ်လို့တစ်နှစ်ကြာတဲ့ခါလည်းရှိတယ်3-4 လကြာတဲ့ခါရှိတယ်တရက်နှစ်ရက်ကြာတဲ့ခါလည်းရှိတယ်ကျွန်တော်နိုင်ငံညာကိုထွက်လိုက်ပြီဆိုရင်ကျွန်တော်ကဘာကြီးတဲ့ရောက်သွားဗျကျွန်တော်2ရက်3ရက်ပဲကြာတစ်လ2လပဲကြာဗမာပြည်ရဲ့ပြန်ရောက်တဲ့နေ့ကြရင်ကဘာအပြင်ပြန်ရောက်သွားကျွန်တော်တယ်လီဖုန်းတိုင်းပဲကိုယ့်ကိုပြန်ရောက်ရင်ဆက်သွယ်ရေးဧရိယာပြင်မှာရောက်သွားဆက်သွယ်ရေးဧရိယာပြင်မှာဆိုတာဘာနဲ့မှသိချမသိတော့အခုတော့နည်းနည်းတော့သိလာပါပြီဆက်သွယ်ရေးရမဆိုးပါဘူးတော်တော်လေးကောင်းလာပါပြီကောင်းတာနည်းနည်းလေးပဲစိတ်ညစ်တာတခုရမနစ်ကလည်းပြောပြီးသားကျွန်တော်ဒီနေ့စိတ်ထဲညစ်တာတခုပဲရှိတယ်တယ်လီဖုန်းဆက်လိုက်ရင်ဆက်ပြီဆိုတွေကတော့ကိုကဗဇက်နဲ့စကားပြောခွင့်နဲ့အပေါက်တဲ့ထားတာပေါ့ဗျာဟိုဘက်ကလည်းကလင်းကလင်းမြည်လိုက်လို့ဥကြော်ကြော်ပဲဖြစ်ဖြစ်ဟိုကြံတဲ့ဒီကမော်လမြိုင်ကတ်တွန်းဆက်ပဲဖြစ်နားလေးနဲ့တော့ကတ်ထားတာပေါ့ကလင်းကလင်းဆိုရင်ဘသူကအေးပြောလို့ဘသူပြောမအောင်ဒီလိုလေးတော့ကတ်တာပေါ့အဲ့မှာကျွန်တော်မြန်မာပြည်ကပထမဆုံးပြောရတဲ့စကားကျွန်တော်ကဘာအောင်မှတစ်ချောက်မှမရှိဘူးကဘာအောင်မှဟယ်လိုလို့ပြောရတယ်မြန်မာပြည်ကတော့စကြားလားဟေးကြားလားဗမာပြည်ဟဲလို့မဟုတ်ဘူးမိုက်တယ်ဗစက်နဲ့တိထားတဲ့နားနဲ့တိထားတဲ့အရာတကူကိုစပြောရတာမှာကြားလာပြောတော့သိကျတာမရှိဘူးကိုကဗစက်နဲ့တိထားတော့ပြောတယ်ခေါ်တဲ့လူကနားတောင်တဲ့လူကနားနဲ့တိထားတာအဲ့ဒါကိုစပြောရတဲ့စကားကြားလာ
အဲ့ဒါပေါ့မမကြီးအဲ့ဒါဝေးသေးရဲ့ဆိုအဲ့ဒါပဲဗဇက်နဲ့နားနဲ့ကတ်ထားတော့အခုဒီကြားဖို့ကြိုးစားတော့ရှိသေးတယ်မဆိုးပါဘူးပြောင်းတော့မှာပါပြောင်းတော့မှာဆိုတစ်ခါဒီပြောင်းမယ်ဆိုတာအဲ့လိုဗျတခုခုကိုပြောင်းခြင်းတေချာလောက်ရတယ်ဗျကျွန်တော်ကအခုအားသာပွဲတွေသွားတော့ဘောလုံးတွေပဲခင်ဗျားတို့မနစ်ကလည်းတော့ပြောပါလေဘောလုံးကံမယ်ဆိုရင်ဘောလုံးကွင်းနေရှိဖို့လိုတယ်လူကတော့ရှိပြီးသားဗျလူကမိတ်တွေမြန်မာတွေကတော်တော်များတယ်အော်ဘီဂျေကြီးတောင်ကြည့်ပါလားမိတ်တွေမြန်မာကျွန်တော်အမှန်သိချတယ်ကျွန်တော်ခန္ဓာကိုယ်ကြီးမိတ်တွေမြန်မာခင်ဗျားတို့မယုံမရှိနဲ့ဒါတော့မဟုတ်ဘူးဒါလည်းမဟုတ်ဘူးဒီဒါပစိုးလည်းမဟုတ်ဘူးဟိုအိန္ဒိယချီနဲ့ဆိုးသေးနဲ့ရက်ထားတာမိတ်တွေမြန်မာအကုန်ဖဲမိတ်တွေမြန်မာမုန်းရင်အကုန်ဖဲဆိုအော်ဘီဂျက်စင်းမောမစင်းရတော့ဒီသားလေးရက်နေရမှာမိတ်တွေမြန်မာကတော့ဒါလည်းမဟုတ်မိတ်တွေမြန်မာကတော့အော်ဘီဂျက်လူကြီးပဲရှိတယ်နော်အဲ့တော့အဲ့ဒီမိတ်တွေမြန်မာတော့မဆိုးပါဘူးရှိပါလေသူတို့ဘောလုံးကမှုအတွက်ကွင်းဘောလုံးအများကြီးပံ့ပိုးရမှာကျွန်တော်ဟိုးတော့လည်းဘာလို့ဆွဲဘူးတဲ့အဲ့ဖိုးကြီးဟောပေါ့ဗျာတာဝန်ရှိတဲ့လူကြီးတယောက်ကမြန်မာဘောလုံးလောကတိုးတက်အောင်မလို့လုပ်ရမယ်ဆိုတော့သူကကောက်တိုင်ကြီးနဲ့ပေါ့ဗျာကောက်တီးရိုက်မလို့သူကမေးနေအဲ့ဒီကောက်ကွင်းတွေဘောလုံးကွင်းပြပြောင်းလိုက်တိုးတက်လာမှာပဲလို့ကောက်ကွင်းတစ်ခွင်းရဲ့ကုန်ကြတဲ့ကဘောလုံးကွင်းအကွင်း100စာလောက်ရှိတယ်အဲ့ခေါက်ကွင်းတစ်ခွင်းမဖောက်ပဲပြည်သူလူတွေဘောလုံးကွင်း100ဖောက်ပြီးဘူကောင်းမှာပဲလို့ပြောရတာခင်ဗျားတို့မဖက်လိုက်ရပါဘူးဘာလို့ဆိုစဉ်းစားမိသွားတော့ကြာပါပြီအဲ့တော့ဘောလုံးအဲ့ဒီထောက်ပံ့ပေးရမယ့်အရာတွေကလောကအတွက်ပြောင်းဖို့ထောက်ပံ့ပေးရမယ့်အများကြီးအခုကြတော့ကျွန်တော်ချိနေသီလားအခုအာဆီယံပြိုင်ပွဲတွေပဲသွားကန်ပြီးတော့သူတို့ဟိုးတဲ့လည်းကြာပါဗျာဒိန်းသာလေးတွေပါကြအောင်နိုင်ရေးအလံပေးရတယ်ဟာမိုက်တယ်အောင်နိုင်ရေးအလံပေးရတာအာကစားပွဲကိုအောင်နိုင်ရေးအလံပေးရတာဘောလုံးကွင်းလည်းချမပေးဘူးဘောလုံးလည်းမပေးဘူးအောင်နိုင်ရေးအလံပဲပေးရမိုက်တယ်ကွာလို့အလံပဲရင်းရတာအောင်ရင်မြတ်တာဗောမိုက်တာဗောအလံလေးတစ်ခုရင်းရတာမိုက်တယ်နော်ကျွန်တော်လည်းစာမွဲဖြေမဲ့ကောင်ကျွန်တော်သားကြီးစာမွဲဖြေတူရှင်လည်းမထားအကြောင်းလည်းမထားပဲနဲ့စားကန်ဒီဟိုစာမွဲသွားဖြေကန်ဒီမှာအောင်နိုင်ရေးအလံလို့အလံလေးတစ်ခုဝယ်ပေးလိုက်တယ်တော်6ပါးသာကလူထွက်ပြီးမင်းပြန်လာခဲ့ငါအလံပေးလိုက်တယ်အဲ့လိုလို့ရင်တော်မိုက်ပဲနော်ကျွန်တော်လည်းတော်ပတ်ဆံတက်လာအောင်နိုင်ရေးအလံပဲပေးလိုက်တယ်အဲ့တော့ပညာရှိများပညာရေးအတတ်ပညာအသိပညာဘဝပညာကောင်းလိုက်တာကောင်းတယ်နော်ကောင်းတယ်ကျွန်တော်တို့ဒီဟာလေးတွေစဉ်းစားဖို့သိကောင်းပါလေအတတ်ပညာအသိပညာဘဝပညာဒီနေ့တော့အဲ့ဒီအကြောင်းကျွန်တော်ကလည်းအခုမှတွေးလို့မပြောတော့ဘူးကျွန်တော်မှပြောကြရရှိတယ်ဒါပေမဲ့ဒီနေ့ပြောင်းလဲခြင်းကြောင့်ပါအတတ်ပညာဆိုတော့ဗျာဒီပစ္စည်းတွေပါလေလောက်တတ်တာ၊ကြိုင်တတ်တာအသိပညာဆိုတော့ဆုံးဖြတ်တတ်တဲ့မှန်ကန်တဲ့အတွေးခေါ်နိုင်တဲ့အသိပညာကျွန်တော်တို့ education မှာအဓိကအသိပညာနဲ့အတတ်ပညာပါနော်အဲ့ဒီဘဝပညာဆိုဘဝကနေပြီးသင်္ကန်းစာယူတတ်တဲ့ပညာအဲ့တော့ကျွန်တော်တို့အခုပညာရှိတွေပညာရှင်တွေတအားလိုအပ်နေပါလေအခုပြောင်းလဲမဲ့ကာလဒီကျွန်တော်လူငယ်များကိုအဓိကပြောပါမယ်အခုဟာ transitional generation မှာဖြစ်ပြောင်းမျိုးဆက်ပါခမည်းတော်ကတခါလေးထင်မယ်လူငယ်တွေကဟာဆရာတို့ကဘူကောင်းပါလေကျွန်တော်တို့မှာဘဝမှာဆရာတို့လိုလဲစက်မှုတက္ကသိုလ်တွေလည်းမတက်ကျွန်တော်တို့မှာအခု GDC ကျွန်တော်တို့မှာအဝေးတင်ကျွန်တော်တို့ရဲ့တင်ချိုင်းကုန်းသားတက္ကသိုလ်တွေကျွန်တော်တို့မှာအဝေးကြီးတော့တက်ရတာပါနော်ပြောမှာပေါ့မဟုတ်ပါဘူးဟုတ်တော့ဟုတ်တယ်ဒါပေမဲ့မဟုတ်ဘူး
ဘာလို့လဲဆိုကျွန်တော်တို့ခေတ်ခမရတို့ကတက္ကသိုလ်လေးကောင်းတာပဲမြင်တာဟုတ်ကျွန်တော်တို့လည်းဆိုရှယ်လစ်ခေတ်မှာဖျားတာပါကျွန်တော်တို့ကစောင်းတွင်းမှာစွတ်ကြရပြီးနွေရဒီကြမှာစောင်းရတဲ့ဘောဖြတ်ခဲ့ရတာပါမယုံရင်မေးကြည့်ပါနော်ဟိုဟာကိုဖျောင်းနိုင်လို့ချင်းအချီလုံးနဲ့တွဲယူရတယ်ဘလို့မှဘာမှမဆိုင်ဘူးဖျောင်းနိုင်တဲ့အချီလုံးဘာမှမဆိုင်ဘူးဒါပေမဲ့တွဲယူရတယ်ခင်ဗျားတို့အခုဖျောင်းနိုင်ဝယ်ခြင်းဖျောင်းနိုင်ဝယ်လို့ရတယ်ကြိုက်တဲ့ချိန်ဝယ်လို့ရကျွန်တော်တို့ကဖျောင်းနိုင်တဲ့တိုင်းတစ်ထုပ်လေးရဖို့တန်းအကြာကြီးတဏီကုန်လေးတို့ဘလောက်စီခဲ့တဲ့ဘဝပါနော်လောကကြီးမှာခံထားရတယ်အများကြီးပါအခုနီးပညာကြားလာကောင်းတယ်အဲ့လောက်ကြားမယ်တဲ့တဲ့လေးကြားမချိုးသေးဘူးကျွန်တော်96ခုနှစ်ကအင်္ဂလန်သွားတယ်ကျွန်တော်အဲ့ချိန်ကသင်္ဘောနဲ့သွားတဲ့ခင်မဟုတ်တော့ပါဘူးလေမြန်နဲ့သွားတာပါအဲ့ဒါတောင်ကျွန်တော်တို့တယ်လီဖုန်းကတော်တော်ကိုယ်ဆွေမျိုးသားချင်းတွေမှာတောင်အိမ်နီးနားချင်းမှာကောတယ်လီဖုန်းမရှိတဲ့အခါမှာတယ်လီဖုန်းဆက်ဖို့တိတ်ခက်ပါလေကျွန်တော်တို့တယ်လီဖုန်းတွေကအမှန်တန်ချမ်းသာတဲ့လူလောက်အရာရှိအရာခံလောက်ပဲရှိရကျွန်တော်တို့ရိုးရိုးလူတွေကြားထဲမှာတယ်လီဖုန်းနံပါတ်မရှိဘူးကျွန်တော်တို့ခင်ဗျားတို့သိပါတယ်96တော့ဘာမှမကြဘူးလွန်ခဲ့တဲ့15နှစ်အဲ့ဒီလောက်ကကိုကျွန်တော်တို့တယ်လီဖုန်းမရှိကြပါဘူးကျွန်တော်တို့ရဲ့ address card တွေမှာကျွန်တော်တို့တယ်လီဖုန်းနံပါတ်ကိုယ်ပိုင်နံပါတ်မပြီးနိုင်ပါဘူးကျွန်တော်သားလေးကျွန်တော်အင်္ဂလန်မှာရောက်တော့အင်္ဂလန်မှာကျွန်တော်ပညာသင်တဲ့အချိန်ကျွန်တော်ပြောပြမယ်ခင်ဗျားတို့ကအခုခေတ်နဲ့မရှင်းနဲ့ ID ဆိုဘယ်လောက်တန်ဖို့ရှိတယ်ကျွန်တော်သားလေးကျွန်တော်အခုစေတက်ကတူဒုတိယနေ့ရောက်နေသားလေးအဲ့ဝိကစားကျွန်တော်အင်္ဂလန်ရောက်တော့မိမစာရေးတယ်မောင်ကြီးသားလေးကိုကူးနေတယ်အထက်လန်အောင်လျှော်ဖြစ်တဲ့တဲ့ညလည်းတညလုံးအံလိုက်တာဒီမနဲ့တော့သားလေးကိုကူတော့ရေဘက်အုပ်ရင်းနဲ့ငုတ်တုတ်ထိုင်ရင်းနဲ့အိတ်မပြောတာနဲ့မောင်းစီစာရေးလိုက်တယ်ကျွန်တော်စီမြောက်ရဲ20ကြာတော့ရောက်ဗုဒ္ဓရဲ20ကြာမှဗုဒ္ဓရလားအမလေးဟာမလေးငါသားငယ်ဆိုလို့ဘလို့များဖြစ်ပါလိမ့်အေးကျွန်တော်စာအမြန်ရေးရတယ်ချက်ချင်းအေးသားလေးကငယ်ငယ်နေမကောင်းရဲ့အမြဲတမ်းအထက်လာအောင်လုပ်ဖြစ်တယ်အဲ့ဒီလိုဆိုရင်အဲ့ဒီချိန်မှာဆိုရင်တော့မင်းလုံးဝအဖတ်မကျွေးနဲ့အရေးပဲကျွေးအဲ့ဒါမမေ့နဲ့နော်စံပြုတ်ကလေးပဲကျွေးပြီးတော့ငါတန်းလန်းကြောင်မှာငါရဲ့တငယ်ချင်းဆရာဝန်ဘသူရှိရဲ့အဲ့ဒီသွားပြပြီးဘလို့နေနောက်ပြီးတဆားယူမှန်တိုက်ဒီဟာရဲ့ဝင်းလျှောတဲ့ရဲ့အဓိကအချက်ကအဲ့ဒီယောဂတဲ့အားပြတ်သွားခြင်းအရေးကြီးတယ်နောက်ရက်20ကြာတော့သူ့ချီရောက်စဖြစ်တာနေရက်ပေါင်း40ရှိပြီစာပြန်လာတယ်သားလေးကိုကူပြီးနောက်ရက်60ကြာတော့ကျွန်တော်ချီရောက်လာတယ်ကျွန်တော်ရက်60လို့ကူးနေရတာတက်တာသွားပြီမောင်ကြီးတက်တာသွားတာလုံခဲ့တဲ့ရက်ပေါင်း60တည်းဘလုံးဒုက္ခရောက်လိုက်တယ်ကျွန်တော်တို့ဘောလုံးဝဲကြည့်တယ်ခင်ဗျားတို့အခုလူကြီးတွေအကုန်သိတယ်ကျွန်တော်လူကြီးမဟုတ်သေးပါဘူးကျွန်တော်ဟိန်းဝင်ရနဲ့အသက်တူတော့ပါဒါပေမဲ့မဟုတ်ဘူးလေဟိုအသက်50ကျော်တွေပေါ့ဗျာကျွန်တော်တို့အစိတ်ဝင်းကျင်တော့ထားလိုက်တော့ဒါပေမဲ့ကိုလူကြီးတွေပြောရလားအဲ့ဒီ50ကျော်တွေအကုန်သိပါတယ်ဘောလုံးကပ္ပဖလားဘောလုံးဝဲခိုင်း3ရက်လောက်ကြာမှကျွန်တော်တို့ဂိုးနိုင်ရှုံးသိတာလေမသိဘူးလုံးဝမသိဘူးမြန်မာပြည်ကဘောလုံးဝဲဆိုပူဆိုးသေးတယ်နိုင်ငံခြားဘောလုံးဝဲမှာဘရာဇီးကဘယ်နှကိုအာဂျင်တီးနားဘယ်နှကိုဒါပါလားနောက်3ရက်ကြာမှအဲ့ဒါမှသိတာဟိုမြန်မာဘောလုံးဝဲဆိုပူဆိုးသေးတယ်မြို့တက်ကောင်ဒီဘယ်တော့ဥက္ကရာဘသူကနေပြီးတော့ဘသူလာပြီးတော့ချီးမြှင့်ပြီးတော့တက္ကလာအတွင်းမှုကဘသူကနေချီးမြှင့်ပြီးတက္ကလာဒီခုရက်ွက်ရရွာမော်လမြိုင်မြို့ရဲ့ဒီနောက်ဆုံးဘိုလ်လူဝဲကြီးမှာဗျာဟိုဘက်အနောက်ပိုင်းရက်ွက်နဲ့အရှေ့ပိုင်းရက်ွက်တော့ဘိုလ်လူကြရတယ်အဲ့ဒီဟိုနေပြီးတော့ပန်းကုန်းမြောက်ချီးမြှင့်ပြီးတက္ကလာဟာအဘလုံးပြီးသွားတဲ့အနိုင်ရှုံးတစ်လုံးမှမပါကန္တာကိုကဘလုံးဝဲအနိုင်ရှုံးသိချင်လို့ဖတ်တယ်အနောက်ပိုင်းနဲ့ရှေ့ပိုင်းကန္တာဘသူနိုင်လဲသိချင်တာအဲ့ဒီနာမည်တွေကြီးနဲ့ယာရုတွေခက်လိုက်ဆိုးတယ်လို့အဲ့တုန်းကနော်အခုအဲ့လောက်မဆိုးတော့ပါဘူးနည်းနည်းပဲဆိုတော့လားအဲ့တော့ကျွန်တော်ကပြောင်းလဲခြင်းမှာကျွန်တော်တို့မသိလို့မသိဘူးဆိုတာမှားတယ်ကျွန်တော်တို့အခုဟိုတနေ့ကမိုးကုတ်သွားပြီးတော့ဆေဟာဇာတပါလို့မှတ်မိသေးတယ်တရားဇာတပေါ်တော့ကောင်းလား
ကောင်းတာဘောနော်တရားဇာတာပေါ်တာကောင်းနေဘလောက်ကောင်းလဲဆိုတော်တော်စိတ်ပြည့်ဖို့ကောင်းတာတရားဇာတာပေါ်တော့တရားဇာတာကြီးအာကိုလိုက်ချတာပညာတရားဇာတာကိုမရောက်တော့ဘူးတိုင်းပြည်ရဲ့တရားဇာတာတွေပဲလောက်လိုက်တာမိုးကုတ်မှာဟိုတလောကမကြသေးပါဘူးတလားမပြေသေးဘူးသွားဟောတော့ဟောတဲ့ကိုကြီးကဒီလိုကိုကြီးအကွင်းဘေးမှာကိုကြီးကတချမ်းမရှိတော့တယ်ဟိုဘက်ကရီကန်ဟိုဘက်ကဆရာကြည့်အောင်နဲ့အဲ့ဒါဘာလို့တော့ဘောလုံးခွင်းနဲ့ခင်ဗျဘောလုံးခွင်းမပါဘူးလို့ကန်ကြီးပါလို့တော့ဟုတ်တယ်ဆရာတဲ့ကန်ကြီးဟာတဲ့ဖက်ဆက်နဲ့ကြောက်တူးခွင့်ပေးလိုက်တာတဲ့ဘောလုံးခွင်းကြီးကရေကန်ကြီးဖြစ်သွားတယ်ဟာပုံတော့ကဲအဲ့ဟောကျွန်တော်တို့ကကွင်းမရှိအောင်ဆရာကျွန်တော်တို့ရဲ့လွတ်လပ်ရေးပွဲတွေတရင်ကျုပ်ပွဲတွေဖျားပွဲတွေတရားပွဲတွေလုပ်တဲ့ကွင်းကြီးမရှိတော့ဘူးတဲ့ဖက်ဆက်နဲ့လို့တော့ကွင်းကျွင်းဖြစ်သွားပြီကဲဗျာလို့ပြီးပြားတွေပြီးပါစီတော့ပြန်မြေဖို့ပြီးလောက်ကြတာပေါ့ကျွန်တော်တို့လည်းအလူငွေကောက်ပြီးဆိုကောက်ပေးပါမယ်ဆရာဟာတဲ့မြေဖို့လို့မရတော့ဘူးဟဲ့ဘာလို့လဲလို့ဆရာတဲ့ဆရာမြင်တာအဲ့ဒီဘောလုံးကွင်းတစ်ကွင်းစာပဲမြင်တာတဲ့သူတို့ကကျွန်တော်တို့ကြက်ပြင်တခုတော့အောက်ကနေလှိုင်ကောင်းနဲ့ဖောက်ပြီးတူးသွားပြီဘုံတော့အောက်ကလှိုင်ကောင်းကြီးဖြစ်သွားတာလွတ်လပ်ရေးကြောက်တိုင်ကြီးကလည်းဟုတ်တယ်သူပြမှာကြည့်ပြီးတယ်အောက်ကလှိုင်ကောင်းဖြစ်တော့လွတ်လပ်ရေးကြောက်တိုင်ကြီးကလည်းတော်ပီတော်ကြီးကိုစောင်းသွားဈေးဒီတွေကလည်းဒီလိုကြီးစောင်းသွားဖျားတစ်စောင်းနေအဲ့ဒီပတ်ဝန်းကျင်ဖျားစောင်းတယ်လားအကုန်ရွက်ကုန်တယ်လူတွေအိမ်ကြီးတွေကလည်းပြောပါတယ်ကျွန်တော်တို့ဘယ်နဲ့မြင်ပြဝင်မသိဘူးဆရာဘယ်လောက်ထိဆိုလဲဆိုသင်္ယံဇာတာကိုကျွန်တော်တို့ကရောင်းစားလိုက်တာမရှိဘူးလေမရှိဝင်းစာရှိတစားရှိတစားမတစားနိုင်တော့ရှိတစားဆိုလက်ဝတ်တစားအနေနဲ့ရှိတာဟေးတို့ကတောင်ကြီးတွေမရောမှုလှအတစားတော်ကြီးတွေလှမရောမှုတစားရှိတစားခေါ်တယ်မရှိဘူးတော်ကြီးကတ္တာသွားတော့တောင်ကြီးအပိုင်းလိုက်လှီးပြီးကိမ့်မလှီးသလိုလှီးရောင်းသွားမှာမရှိဘူးကျွန်တော်ကမရှိရင်ဝင်းဆောင်အနည်းငယ်လက်ခံတယ်အများကြီးလက်မခံနိုင်ဘူးတဘာဝတရားဇာတဆိုတာသောတော့ဒီမှာတရားဇာတဆိုတာ limit ရှိတယ်ဘယ်တော့မှမကုန်ဘူးဆိုတာမရှိဘူးကျွန်တော်တို့အခုအော်နေရပြီရေတရားဇာတရေဆိုတာဗျာရေတို့လေတို့ဆိုတာသုံးလို့ဖြုံလို့မကုန်လို့ထင်ထားတဲ့ရေတောင်မှမဟုတ်တော့ဘူးရေဆိုတာတောင်မှရေဟန်နှောင်းချိန်မှစီးတဲ့ချတော့မှာတကယ်ပြောတာရေတရားဇာတဆိုကျွန်တော်တို့တွေးလာတယ်အဲ့တော့တရားဇာတဆိုတာ limit အထိန်သိမ်းရှိရတယ်ကျွန်တော်တွေးသားအော်ဘီဂျီကြီးလည်းအကျွေးတွေရှိတယ်တွေးတပလင်းကို1000ပေးမယ်အကျွေး3000ရှိတယ်တွေးတပလင်း1000ပေးမယ်အော်ဘီဂျီကကဲဖောက်3ပလင်းဆရာမလေး3000ပေးမဖောက်ဘူးတပလင်းမဲ့ယူပဲလူတယောက်စီကတပလင်းမဲ့ယူလို့ရတယ်3ပလင်းယူရင်အော်ဘီဂျီမော်လမြိုင်ပြန်နိုင်မှာမဟုတ်တော့ဘူးဒီမှာပဲနာရီကုညီမှုအတင်းအခုကြီးတောင်းရတော့မြင်းမြုပ်လဲ3မိနစ်ဖောက်လို့မရဘူးတရားဇာတာတွေးတွေကျွန်တော်မှအများကြီးရှိတယ်ဖောက်ဖြတ်3မိနစ်လုံးဆရာမဖောက်တာဖောက်အကျွေး3000မရဘူးကဲအဲ့ဒါတပင်းဖောက်နောက်လာချိုင်တပင်းဖောက်ပြီမရဘူး4လဆောင်းရမယ်တွေးကပြန်ပြေးဖို့အတွက်4လဆောင်းရမယ်ကျွန်တော်တို့ရဲ့အခုတရားဇာတာတွေအကုန်လုံးကထုတ်ချင်တိုင်းထုတ်လို့မရဘူးထုတ်ချင်တိုင်းထုတ်လို့ဒီသိသွားပြီသိတယ်ဆိုဘာသိတော့တဘာဝတကြီးသိသွားတာတစ်တော်1000ရှိတဲ့တစ်ပင်1000ရှိတဲ့တစ်တော်တော်ခမရအကုန်ဖုတ်လိုက်ခုတ်ပြီးရင်အဲ့ဒီတစ်ပင်1000ပြန်ဆိုင်တစ်တော်ဘယ်တော့မှပြန်မဖြစ်ဘူးကျွန်တော်စီကသွေး3မလင်းထုတ်ပြီးသွေး3မလင်းပြန်သေသွားပြီးမှ3မလင်းပြန်ထည့်လို့မရဘူးသေသွားပြီးမှထည့်လို့မရတော့တစ်ပင်1000ရှိရဲ့တစ်တော်တစ်ခုကိုအကုန်ခုတ်ပြီး
ပြန်ပြီးနောက်တစ်ပင်တစ်တောင်ဆိုင်လို့တစ်တော်ပြန်မဖြစ်ဘူးဘာလို့လဲဆိုတစ်တော်ဆိုတာအောက်ကခြုံတွေရောຫນွယ်တွေရောအောက်ကတီကောင်တွေရောချတွေရောခရုတွေရောပဒုံးတွေရောပြားတွေရောလိပ်ပြားတွေရောခြုံရွယ်ပိတ်ပေါင်းတွေရောအပေါ်ကမြောက်တွေရောဘာတော့အကုန်ပေါင်းမှတစ်တော်အဲ့ဒါကိုကျွန်တော်တို့ဂေဟစနစ်လို့ခေါ်တာအပြန်လန်မှီတွဲတာကျွန်တော်တို့ကတစ်ပင်လေးတင်ခုတ်ရောင်းလိုက်ပြီးကြံတဲ့ဂေဟာကြီးကျွန်တော်တို့ရဲ့မှီတွဲနေတဲ့လောကကြီးတစ်ခုလုံးဖျက်ဆီးပစ်လိုက်ပြီးပြန်တည်ဆောက်လို့မရအောင်တဘာဝဟာဘယ်တော့မှပြန်လို့လို့မရအောင်တဘာဝကပြီးတဲ့အမှုတွေကိုတန်ဖိုးထားဖို့လိုတယ်အဲ့ဒါကြောင့်မရှိတစားရှိဝင်းစားဆိုရင်တတိနဲ့ရှိရတယ်ကျွန်တော်ကလာခသာတယောက်ဆိုပါတော့ကျွန်တော်မှပတ်စံသိမ်းမရှိဘူးကျွန်တော်သားသမီးလေးတွေကျွန်တော်မှအိမ်တစ်လုံးပိုင်တယ်ကျွန်တော်သားသမီးလေးတွေအရွယ်နဲ့ရောက်လာတယ်ကလေးတွေကြောင်းထားဖို့အရွယ်ရောက်ကျွန်တော်ကပြောမယ်သားတို့သမီးတို့အဖေသားတို့သမီးတို့ပညာသင်ပေးချင်တယ်အိမ်လေးကိုတချမ်းချမ်းမယ်တချမ်းကိုငှားလိုက်မယ်နော်သားတို့သမီးတို့ဟုတ်ကဲ့ပြီဒီငှားတာဘာလုပ်မှလဲသားတို့သမီးတို့ပညာသင်ပေးချင်လို့အဲ့တော့သားတို့သမီးတို့ကျွန်တော်အိမ်တချမ်းချမ်းတော့တေချာရှိပါတော့ခင်ဗျားတို့ကိုယ်တိုင်ကြုံဘူးတော့တေချာမစင်စားဘူးလို့ပါအိမ်တချမ်းချမ်းနဲ့ကျွန်တော်တို့ခုနိုင်ငံနဲ့တိတ်တူတာတချမ်းချမ်းလိုက်မယ်နိုင်ငံလေးအရင်ထရံလေးဝယ်ပြီးချားလိုက်မယ်ကျွန်တော်နေဘူးလို့ကဲတာကြီးနဲ့တပီးဒီကခေါင်းရင်းမှာရှိနေတဲ့ပစ္စည်းတွေအကုန်ရွှေ့တို့ဖျားခါလေးလည်းနောက်ချင်းကောင်းရွှေ့ဖျားခါလေးလည်းချင်းကောင်းရွှေ့သားတို့တပီးသားနှစ်ယောက်ကတယောက်တကယ်စီမအိတ်နဲ့တော့တို့ကတချမ်းမဲ့နေရတော့မှာအဲ့တော့သားတို့ကနှစ်ယောက်တကယ်အိတ်သမီးကဒီဘက်နေသမီးထမိန်လဲတာအဝိစားလဲတာကိုဟိုဘက်မီးဖို့လေးဒီမှာထမင်းစားကန်းလေးမှပဲလောက်တော့သမီးကလည်းဒီလိုဒီဘက်ထမိန်လေးတွေဒီနာကတ်ထားစကားလေးကြိတ်တယ်မပြောနဲ့တော့ခေါင်းရင်းကမှသူများငါထားတယ်အရင်လိုကိုယ်အိမ်လွတ်လွတ်လပ်မလို့ကြိတ်တယ်မပြောနဲ့တို့ပြောတို့ကအိမ်ငှားထားအဲ့ဒီလိုငှားလိုက်ပြီးရတဲ့ပတ်စံလေးနဲ့သားသမီးတို့ပညာသင်မယ်ကြောင်းထားမယ်ထားလာလို့ရှိရင်သားသမီးလေးတွေပညာတက်လာပြီးတော့အလုတ်အကန့်စောတော့ပညာတရားဇာတတကယ်ဖြစ်လာပြီဆိုရင်စောတော့ကိုယ့်ရဲ့အိမ်တရားဇာတတချမ်းချမ်းပြီးတော့ငှားလိုက်တော့ပညာတရားဇာတနဲ့ပြန်ဖြစ်လိုက်တယ်မှာသားသမီးလေးကပညာတက်လာအလုတ်ကန့်ကောင်းလာပြီဆိုဟိုဘက်ကခေါင်းရင်းကကျွန်တော်တို့အခုသားသမီးလေးတွေအဆင်ပြေသွားပါပြီကျွန်တော်တို့မကားတော့ပါဘူးဆရာကြီးတို့အခုစာချုပ်လဲပြပါပြီပြန်มาတော့ပြီးတော့မှအဲ့ဒီအိမ်ထက်ကောင်းတဲ့အိမ်တောင်စောင့်နိုင်တဲ့မိသားစုတွေအများကြီးပါအရင်တော့ပြင်အောင်အိမ်လေးအေးသားသမီးတွေကပညာတက်လာပြီဘွဲရလာပြီပညာတရားစားလာပြေးလာပြီဆိုအလုပ်တွေလုပ်ပြီးတော့မှအဲ့ဒီပတ်စံနဲ့ကျွန်တော်တို့တိုက်တောင်ကိုကောင်းတဲ့တိုက်တလုံးတောင်ပြန်ဆောက်ပြီးဟေးနေကြတော့ကွာလွတ်လွတ်လပ်လပ်ဘလောက်ကောင်းလဲ10နှစ်လောက်ရင်းတီးရလားအခုတော့တချို့ကိစ္စကြတော့အော်ဘီဂျက်ကိုယ့်ဟာကိုယ်ပဲပြောပြရစီအိမ်ကန်းလေးကတချမ်းချမ်းလိုက်ရော့ငှားရော့ငှားပြီးတော့3-4လောက်ကြာတော့သမီးတို့သားတော့မေးအဖေသားတို့သမီးတို့ကြောင်းထားပြီးမယ်ဆိုပြီးအိမ်ကန်းလေးတချမ်းချမ်းပြီးငှားလိုက်တယ်လေအခုဒီလေကြောင်းကလည်းဖွင့်တာတလရှိပြီအဖေမထားသေးဘူးလားဟီအဖေအဲ့ဒီပစံမရေငယ်ယူလိုက်ပြီသွားဒီပစံကိုတိုင်းပြည်တရားဇာတကိုတချမ်းချမ်းပြီးရောင်းရင်အဲ့ပစံဘလို့သုံးလဲဆိုအရေးကြီးတယ်ကမရေငယ်ယူလိုက်ကြတော့မဖြစ်စင်ဘူးဘယ်မှာယဉ်နှီးမြုံနှံလိုက်လဲဆိုဖြစ်ဖို့လိုတယ်သိဖို့လိုတယ်ပညာရေးမှာယဉ်နှီးမြုံနှံဖို့လိုတယ်ပညာတရားဇာတတိုင်းပြည်ရဲ့တရားဇာတကိုရောင်းရင်ပညာတရားဇာတကိုဖြည့်ရတယ်ပညာတရားဇာတမဖြည့်ပဲမယငယ်တရားဇာတတော့သွားဖြစ်နေလို့မဖြစ်ဘူးအဲ့တော့ကျွန်တော်တို့ကတတိသိထားဖို့လိုရနော်သိဘူးလေဟုတ်လားအဲ့လိုမလုပ်ပါနဲ့ကျွန်တော်တငယ်ချင်းဆရာဝန်ပြောတဲ့စကားမှတ်မိတယ်1988အရေးခင်းကာလကျွန်တော်တို့လည်းတောမှနေတာပါဘာမှမလုပ်ရပါဘူးเนาะယေရှုသနာပြောရပါတော့じゃတချို့ထောက်လိုင်းရေးပါမှာဆိုလို့အဲ့ဒါရက်ရွာမှာအေးချမ်းဖြစ်ဖို့လုပ်တော့တကယ်ချင်းဆရာဝန်နဲ့ဓမ္မယုံကြီးမှာရက်ကြေးရွာဓမ္မယုံကြီးမှာစုပြီးတော့ရွာသူရွာသားတွေကိုပြောရတယ်
ဘယ်လိုတွေလုံးတင်တယ်ဘယ်လိုတွေအေးချမ်းနေတင်တယ်ဒီမူကြီးစရာဘယ်လို88တော့ပြောတာနိုင်ဘဲလောက်ကြာသွားတော့ဒီလားဟိုရွာသူရွာသားတွေကဝါကုန်တယ်တယောက်ကထပြောတယ်နိုင်ဘဲလောက်ကြာဆရာတို့ကလေပြောတာကြားတယ်ဘာတွေလျှောက်ပြောမှလည်းမကြည့်ဘူးတဲ့ကျွန်တော်တို့တဲ့တယောက်ကို6လုံးယူတက်လက်စီတာပြေးလိုက်တယ်ပြီးရောဟာလန့်သွားသေးလားကို့မှာလောက်စလုံးတောင်ရှိရမှာ6လုံးယူတက်လက်စီတာပြေးလိုက်တယ်ဆရာတို့စကားပြောတာကြားတယ်တဲ့ကျွန်တော်တို့ကတုံးတိုက်တိုက်ကြားကြိုက်တဲ့သမားတွေဆရာရဲ့ကျွန်တော်တို့6လုံးယူတက်လက်စီတာပြေးလိုက်တယ်သူပြောတဲ့စကားကျွန်တော်တို့ကတုံးတိုက်တိုက်ကြားကြိုက်တဲ့သမားတဲ့6လုံးယူတက်လက်စီတာပြေးရောဟာကျွန်တော်မှတ်မိပါတယ်အဲ့နာမည်လည်းမှတ်မိပါတယ်အဲ့ဒါကျွန်တော်တကယ်ချင်းဆရာဝန်ကအဲ့ကျွန်တော်လည်းဘာပြောမှမသိကြောင်သွားတယ်ကျွန်တော်တကယ်ချင်းဆရာဝန်ကထပြောတယ်အဲ့ထပြောတယ်လို့ကိုကြီးကျူးတဲ့ကိုကြီးကျူးတဲ့ခမည်းရဲ့တုံးတိုက်တိုက်ကြားကြိုက်ကြဆိုတဲ့စိတ်ဓာတ်တိတ်ကြိုက်တာပဲတဲ့ဒါပဲများတဲ့ခမည်းတရားကို6လုံးယူတက်လက်စီတာပေးတုံးတိုက်တိုက်ကြားကြိုက်တမားပြဆိုတုံးနဲ့တွင်ဒိန်းနဲ့ပြစ်လိုက်ကြားနဲ့တွင်ဒိန်းနဲ့ပြစ်လိုက်ရပါလေဒါမှမဟုတ်လောကမှာတုံးနဲ့ကြားနှမျိုးပဲရှိရင်တော့ကောင်းတာပေါ့ဗျာဒါပေမဲ့လောကကြီးမှာတုံးနဲ့ကြားနှမျိုးပဲရှိရမှာမဟုတ်ဘူးတဲ့တချို့ကိစ္စစအိုတဲ့မြုပ်ဝင်တယ်လို့ပဲအေးကျွန်တော်လည်းတွေးကြည့်သီလားစအိုတဲ့မြုပ်ဝင်6လုံးမျိုးနဲ့ဘယ်လိုပြည့်မလဲလားခမည်းတော်အခုစဉ်းစားတော့ခမည်းတော်တခါတလေတုံးတိုက်တိုက်ကြားကြိုက်မလုံနဲ့အဲ့ဒီတွေးပါဘလို့ပြောင်းကြမှာလဲပေါ့နော်အေးကျွန်တော်အခုပြောတာတဏှာကြီးကြော်ပြီနော်ကျွန်တော်အဲ့တော့ကျွန်တော်ကအခုလူငယ်တွေကိုအဓိကပြောမှာအခုကtransitional generation မှာเนาะခေတ်ပြောင်းမျိုးဆက်ပါခမည်းတော်ဟာ IT ဆိုတဲ့ဒီသတင်းနည်းပညာ information technology ဆိုတဲ့ခေတ်ကိုရောက်လာပါလေခမည်းတော်အခုဟိုးအရင်တော့သတင်းနည်းပညာမရှိခင်တော့ကျွန်တော်တို့ဘသူကအနိုင်ကျင့်ကျွန်တော်တို့ကမဟုတ်တာဘယ်လောက်လို့ကျွန်တော်တို့တုံးတောင်မသိပါဘူးသတင်းနည်းပညာခေတ်မှာဘယ်သူမဟုတ်တာလို့မှသိမရတော့ဘူးကိုယ်ဖွက်လို့မရတဲ့အခါမှာအခုကျွန်တော်တို့ခေတ်ပြောင်းခြင်းဆိုကျွန်တော်တို့လောက်ရပါတယ်အခုနောက်ကြောင်းမပြန်တော့ကျွန်တော်တို့ပြောင်းလဲခြင်းဆိုတာကျွန်တော်ယုံကြည်ပါတယ်ယုံကြည်ဆိုတာသူတို့ပြောတဲ့လူရဲ့ဗဇက်ကတိဆိုတဲ့ခေတ်ကနောက်ကြောင်းပြန်လို့မရတော့အဲ့ဒါကိုယုံပေးပါနောက်ပြီးတော့ကျွန်တော်တို့ကပြောင်းလဲခြင်းဆိုတဲ့အချိန်မှာကျွန်တော်တို့ကတော်တော်များများကဟေးပြောင်းမယ်နော်ပြောင်းရင်ငါတို့ဘာလုပ်ပြီးမှလဲလို့မေးတဲ့လူကြီးပါပဲမော်လမြိုင်မှာကျွန်တော်ရောက်တော့ပြောပြရသည်ကျွန်တော်တို့မြန်မာအားလုံးကငါတို့ပြောင်းရင်ငါတို့ဘာလုပ်ပေးမလဲဆိုတော့နောက်ဒုတိယမှတွေးပါပြောင်းမယ်ဆိုရင်ငါတို့ကဘာလုပ်ရမလဲဆိုတော့ကျွန်တော်တွေးသိချင်ပါတယ်ကျွန်တော်တို့တယောက်ချင်းကမပြောင်းမင်းနဲ့ပြောင်းလို့မရပါဘူးကျွန်တော်တို့ကအရင်တိုင်းသူတို့ကဓာတ်ထဲခိုင်းလို့ထဲလဲရတယ်ပေါ့လေအေးပေါ့လေကြောက်တယ်လေသူမသိဘူးလေဟုတ်လားတနာပါတယ်နော်အဲ့ဒီလိုမရဘူးကျွန်တော်တို့ကိုမသိပဲနဲ့ကိုဖြစ်ချင်တဲ့ဘဝကိုရောက်မှာလားကိုသိဖို့လိုတယ်သိဘူးလေဟုတ်လားမလုပ်ကြပါနဲ့တော့သိအောင်ကြိုးစားပါတယောက်ချင်းသိရပါတယောက်ချင်းပြောင်းလဲပါသူများကဘယ်ပုဂ္ဂိုလ်ကြီးဘယ်တော်ဘသူကလုတ်ပေးကမှငါတို့ပြောင်းကြမယ်အဲ့ပြောင်းတော့မှငါတို့လည်းလိုက်အခြေအနေရပြောင်းကြတာပေါ့မလုပ်ပါနဲ့ကျွန်တော်တို့အဲ့ဒီလိုပြောင်းရင်အပြောင်းလဲကာလဒီအရေးကြီးလို့ပါလူနာများနလန္ဒကာလကလေးလူငယ်များမွေးကာတာနိုးဆိုကနေပြီးလေးဘက်ထောက်ပြီးမတ်တက်ရက်တဲ့ကာလလူငယ်လေးများလူပြိုပေါ်ဝင်ပြီးတော့လူကလေးပေါက်စားနေလူရွယ်ဖြစ်တဲ့ကာလ
ဖွံ့ဖြိုးတိုးတက်မှုတွေတိတ်အရေးကြီးပါလေအဲ့ဒီကာလမှာကမောက်ကမဖြစ်သွားတဲ့လူများသည်လူငယ်များသည်ဘယ်တော့မှမတိုးတက်တော့လေးဘက်ထောက်ကစားလူစုကာလနေပြီလေးဘက်ထောက်မတ်တက်ရတဲ့ကာလအပြောင်းလဲကာလလူငယ်ဘဝနေပြီးတော့လူကြီးဘဝပြောင်းတဲ့လူပြိုဘောအပြိုဘောဝင်တဲ့ကာလအဲ့ဒီလိုကာလဉာဏ်ရည်ဖွင့်တဲ့ကာလရုပ်ရည်ဖွံ့ဖြိုးတဲ့ကာလမှာနှုံသွားတဲ့လူငုံသွားတဲ့လူမျိုးလူတွေဒီဘယ်တော့မှတစ်သက်လုံးနှုံသွားတယ်အကူပြောင်းကာလဒီအရေးကြီးလို့ပါအဲ့ကြောင့်ကျွန်တော်ဒီဟောပြောဖို့နောက်ဆုံးလိုက်တာပါကျွန်တော်အကူပြောင်းကာလမှာအားလုံးဒီခင်ဗျားတို့ကလေးတွေဒီလိုဖွင့်တော်တဲ့အရင်မှာအယိုးအားလုံးဒီဖွင့်တော်ဖို့လို့ဆိုလူအားလုံးဒီပြောင်းလဲဖို့လိုပါတယ်သူများပြောင်းပြီးကမှဟုတ်လားအေးကောင်းတာပဲတနာပါတယ်တော့မပြောင်းပါနဲ့ကိုယ့်ကိုယ်တနာကိုယ့်ကိုယ်ချိတ်ပြီးအားလုံးကတပြိုင်တည်းပြောင်းပါအားလုံးတော့မှသူများကငါတို့ကတော့ကြုံသူလိုထည့်လိုက်တာပဲမဲထဲတာသူများထည့်ပြီးလို့နိုင်တော့လေဝင်းတာပါလေတာဓုတော်မလုပ်ပါနဲ့အားလုံးဒီပြောင်းမှာဘာသာရေးသာသနာရေးလူမျိုးရေးစိတ်သက်တယောက်ချင်းပြောင်းခြင်းဒီကျွန်တော်တို့ခန္ဓာကိုယ်ဆယ်တိုင်းပြောင်းခြင်းအသွေးသားတိုင်းပြောင်းခြင်းအယိုးတိုင်းပြောင်းခြင်းကြောင့်ဖွင့်ပြိုးလာတဲ့ကလေးငယ်လို့လူပြိုဘောအပြိုဘောဝင်သွားတဲ့လူလို့အုံနောက်ကောသွေးသားရောခန္ဓာကိုယ်တပြိုင်တည်းဖွံ့ဖြိုးဖို့လိုပါတယ်။မြည်သည့်အယိုးမြည်သည့်အသားမြည်သည့်ဆရာမတာဝန်ဖိုးနေလို့မရပါဘူး။အေးကြီးကဝင်သွားငါနောက်ကလိုက်မယ်ဆိုတော့မလုပ်လို့မရဘူး။အဲ့ဒါကြောင့်အပြောင်းလဲမှာလူတိုင်းဒီအရေးကြီးပါတယ်။ကျွန်တော်နီးကုန်းနဲ့ချုပ်ပါမယ်။ဘာလို့လဲဆိုတော့ကျွန်တော်ပြောကြတယ်အများကြီးပါမပြောတော့ပါဘူး။ဘာလို့လဲဆိုတော့သူ limit ရှိပါတယ်။နောက်တစ်ခုကကျွန်တော်အခုလူများကိုပြောပြရစီကျွန်တော်အခုပြောမဲ့စကားဒီအရေးကြီးပါလေအရေးကြီးဆိုတော့ကျွန်တော်အရေးကြီးတာမဟုတ်စကားအရေးကြီးတာဒါဒီကျွန်တော်တို့ပကြီးဒီဇိုင်းဖွဲ့စည်းမှုမှာအင်မတန်သုံးတဲ့စကားမျိုးပါကျွန်တော်ပြောပါမယ်ကျွန်တော်တို့အခုအားလုံးစီယုံကြပါဖုံဖုံလည်းပြောတယ်ဟိုအားလုံးစီယုံကြပါလုံးကြပါပြောတဲ့ခါမှာကျွန်တော်တို့ဒီလူအချို့ကပဲလုံးလုံးနေတယ်အဲ့ဒါကြားပြီလူချွတ်ပဲနာရီလူချွတ်ပဲတွေးလူချွတ်ပဲဒီတာရေးနာရီလို့မဟုတ်ဘူးကျွန်တော်အားလုံးပါမှာအားလုံးပါလို့အဲ့လိုစီယုံတဲ့ခါမှာချွတ်လူပါကြတော့ဟာကောဘယ်တော့ဘာလုပ်ကြတဲ့ကောင်မကြိုက်ဘူးကျွန်တော်တို့မြန်မာတွေမညီညွတ်ပါဘူးကျွန်တော်အဲ့ဒါတော့တောင်းပန်မရသေးညီညွတ်ကြပါကျွန်တော်ဘုံဘုံလည်းပြောပါတယ်လက်အတူအခြေမညီတယ်လို့အနေအမြင့်လည်းမတူပါဘူးအညံ့ညံ့တဲ့လူပဲရှိပါတယ်တော်တဲ့လူလည်းရှိပါတယ်ဟိုတော့ဖောက်ပြန်တဲ့လူလည်းရှိပါတယ်အခုမှကောင်းတဲ့လူရှိပါတယ်ကျွန်တော်တို့အားလုံးပေါင်းဖို့လိုပါတယ်အဲ့ဒီမှာကျွန်တော်ပြောမယ့်စကားကိုပြန်ပြောပါမယ်ကောင်းတာတွေပေါင်းခြင်းထက်ပေါင်းစည်းမှုကောင်းခြင်းကပိုကောင်းတယ်ကြံပြောပါမယ်ရှင်းလဲရှင်းပါမယ်ကောင်းတာတွေပေါင်းခြင်းထက်ပေါင်းစည်းမှုကောင်းခြင်းကပိုကောင်းတယ်ကျွန်တော်ဥပမာပေးပါမယ်ကျွန်တော်ဒီဟာရဲ့ကောင်းတာတွေကိုကောင်းတဲ့ဟာတွေပဲရွေးပြီးပေါင်းစည်းခြင်းထက်ကောင်းတာရောမကောင်းတာရောပေါင်းစည်းမှုကောင်းခြင်းကပိုကောင်းတယ်အဲ့ဒါကိုပြောတာပါကျွန်တော်နမူနာပေးပါမယ်ဟိုးလွန်ခဲ့တဲ့10နှစ်15နှစ်လောက်ကကျွန်တော်အိမ်မှာမုံရင်ငါချက်ပါတယ်ဒါကျွန်တော်ဥပမာပဲကိုလေးပါကျွန်တော်မုံရင်ငါကျွန်တော်မိန်းမမုံရင်ငါချက်တော့အဲ့ဒီမနေ့ကျွန်တော်စားရတာတိတ်ကောင်းတာပဲတိတ်ကောင်းတော့စားလို့စားရင်နဲ့ကျွန်တော်အမေအသက်80ကျော်အတူနေပါတယ်ကျွန်တော်အဲ့တော့အတူနေတယ်ကျွန်တော်အမေကိုပြောတယ်အမေလို့မုံငါလေးကောင်းလိုက်တာနော်လို့ကျွန်တော်မိမချက်ထားတာလို့ဆိုရောက်ခမနဲ့ချွေးမဆိုတာတော့ကပ္ပရံဟုတ်တာနည်းနည်းတော့မတည့်ဘူးပေါ့သိပြီးတော့ဟွာပေါ့ဗျာအကောင်းသိမ့်မပြောလို့မရှိဘူးဟိုရိုးသားပါတယ်နှစ်ယောက်လုံးဟိုချစ်ကြပါတယ်အခုကအမေကပြောတဲ့စကားမှတ်မိတယ်အမလေးတဲ့ကောင်းမှာပေါ့တဲ့ကောင်းတာတွေရွေးပြီးစုချက်ထားတာဟုတ်တဲ့ငန်းပြက်ရဲလဲအကောင်စားငားလဲအကောင်စားစီရလဲအကောင်စားကြက်သွန်ပြူကြလဲအကောင်စားငပြောဦးလဲအကောင်စားပဲမုံလဲအကောင်စားအဲ့ဒါတွေအကောင်တွေစုချက်ထားတာကောင်းမှာပေါ့တဲ့ကျွန်တော်ပြောတယ်အဲ့ဒီခါမှာကျွန်တော်စဉ်းစားမိတယ်ကျွန်တော်လိုမချက်တတ်တဲ့ကောင်သားချက်ရင်အဲ့မုံငါဘယ်လိုဖြစ်မလဲသိလား
ကျွန်တော်ကစီဆိုတာအငွေ့ပြန်လို့ပြန်မှန်းမသိကြက်လို့ကြက်မှန်းမသိစီမကြက်ခင်ကြက်သွန်တွေထဲလို့ထဲဒါမှမဟုတ်စီတဲ့နန္ဒမတိရင်စကြော်လို့ကြောနော်အဲ့ဒီမှာပြီးတော့တခါကျွန်းလို့ကျွန်းပြီးတော့မှကျွန်တော်ပဲမုံတွေကိုရေမပေါက်ခင်ထဲလို့ထဲမပေါက်ကသေးခင်ပဲမုံတွေထဲဘဲလုံးတော့ပဲမုံတွေကလည်းပြစ်ခဲကြီးတွေအလုံးလိုက်ကြီးတွေဖြစ်မမွေလဲမမွေတာဘဲချင်းဘလို့အချိုးအစားပေါင်းဆက်ခြင်းမကောင်းတဲ့အခါမှာကျွန်တော်မုံရင်ကိုခင်ဗျားတို့လာစားကြပါအံပတ်ကြီးစားရတယ်နဲ့တူပါလိမ့်မယ်တခါအကောင်းနေကြီးပဲငံပြိုင်လဲအကောင်းပဲမုံလဲအကောင်းငားလဲအကောင်းကျွန်တော်ငားလဲအယိုးကောင်းကောင်းမထွင်တတ်ထဲတာလဲထဲချိန်တာမထဲချိန်တာထဲကြာတဲ့နာမကြာတဲ့နာကြာဘလောက်ထိသုံးလဲဆိုခင်ဗျားတို့တစွန်းစွန်းစားရတယ်ကိုပြန်တော့ကိုအံထွက်မယ်ဘာလို့ဆိုကောင်းတာတွေကိုပေါင်းဆက်ခြင်းမကောင်းရင်ကောင်းတာတွေအကုန်ဘလောက်ပဲပေါင်းထားတာကောင်းတာမဖြစ်နိုင်ဘူးဒါပေမဲ့တချို့ဟင်းချက်တဲ့လူများငားလည်းတော်ယုံစီလေးကလည်းပါလေရောဟိုဟင်းကြုံမှုလည်းမတုံးမနဲ့တကြားလေးတစွန်းလောက်နဲ့မြေပဲမုံလေးနဲ့စံမုံလေးနဲ့ငပြောဥလေးလည်းရှိတဲ့ခကြမ်းကြမ်းလေးရှိတာလေးနဲ့ကျက်သွန်ဥလေးလည်းတိတ်တော့ကောင်းတာမဟုတ်ဘူးအပယ်လေးတွေပဲလှီးပြီးတဲ့တိတ်စားကောင်းတာကျွန်တော်ဆိုလို့ချင်တာကပြန်ပြောရမယ်ကောင်းတာတွေပေါင်းခြင်းထက်ပေါင်းစပ်မှုကောင်းခြင်းပိုအရေးကြီးပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တစ်ခုခုကိုတိုင်းပြည်အခုပြောင်းလဲတဲ့အချိန်မှာတယောက်ချင်းလဲပြောင်းမှာပြန်လဲပေါင်းဆက်ကြပါပေါင်းဆက်တဲ့ခါမှာအတူအရှိအပုအဖြူအမဲအပုအရှိမျိုးရှိပါတယ်ခွင့်လွတ်ပါသိခတ်မှာပေါင်းဆက်မှုကောင်းမှုအရေးကြီးပါတယ်เนาะအဲ့ဒါကြောင့်ကျွန်တော်ကအခုပြောင်းလဲမဲ့လူတွေကိုနောက်ဆုံးတောင်းဝင်းရင်ထင်းထင်းနဲ့လည်းနည်းနည်းပတ်သက်တဲ့စိတ်ထဲထင်လို့တရားဇာတဖြစ်တယ်မှာကျွန်တော်တို့ကတရားဇာတပညာတရားဇာတဘယ်သူဖြည့်ပြီမှလဲမမေးပါနဲ့ကိုယ့်ဘာသာကိုဖြည့်ပါပညာအစစ်ရဲ့အဓိကသဘောကကြောင်းမဟုတ်ပါဘူးကိုယ့်ဘာသာကိုရှားယူခြင်းပါနော်အဲ့တော့ကျွန်တော်တို့ဟာသူများကိုအပြစ်ပြောနေတဲ့ဆိုင်ကျွန်တော်တို့ကိုယ်တိုင်စောစောပြောလို့သိဘူးလေအော်ဟုတ်လားဆိုတဲ့ကျွန်တော်ဂျပန်ပြည်သွားပြတဲ့ကာတွန်းလို့မဖြစ်ပါစေနဲ့နော်ကျွန်တော်တို့အညွန့်လေးရေအောက်မှာလူနေရမျိုးမဖြစ်ပါစေနဲ့ကျွန်တော်တို့ဘယ်နေရာမှာရှိရင်ဆိုတာသိပါအဲ့တော့ကျွန်တော်ကအခုကိုယ့်ကိုယ်ကဲတင်စေခြင်းနဲ့စိတ်ဓာတ်အရာအင်္ဂလိပ်လိုလေးနဲ့ဒီကုန်းချုပ်ပြရစီ save us save save us us ကျွန်ုပ်တို့ကိုကဲတင်ပါဘယ်ကနေတော့ from from ဘယ်ကနေလဲဆိုOURSELVES ourselves ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့အထက်ကနေကျွန်တော်တို့ကိုယ့်ကိုပြန်ကဲတင်ပါဘယ်သူမှခမည်းတော်ကိုနှစ်နေမှာမဟုတ်ကျွန်တော်တို့ကိုယ်တိုင်ရဲ့ဉာဏ်ဖြစ်မှုကျွန်တော်တို့ကိုယ်တိုင်ရဲ့အားနည်းမှုကျွန်တော်တို့မြန်မာလူမျိုးတွေအားနည်းလို့သူများတရားစာတတ်တွေဝယ်သွားတာကျွန်တော်တို့မြန်မာလူမျိုးတွေအားနည်းလို့သူများမိုးကုတ်အောက်ကိုလှိုင်ကောင်းဖောက်ဝယ်သွားတာကျွန်တော်တို့မြန်မာတွေညံ့လို့တောင်ကြီးကိုကျွန်တော်တို့တောင်ကိုအလုံးလိုက်ရောင်းလိုက်တာတောင်အလုံးလိုက်ရောင်းလိုက်အများကြီးကျွန်တော်တို့ညံ့ဖြစ်မှုပါလို့အေယာဝတီမြစ်ကြီးပါသွားတာမြန်မာမပါရင်ဘယ်ဟာမှမပါဘူးဆိုတာပြောရင်ဒီကုန်းချုပ်ပါတယ်